အာသနာ54ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တော်သရင်လဆန်း17ရက်မန္တလေးမြို့ရွှေကြီးမြင့်ဘုရားဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်သာသနာတော်မြတ်ကြီးနှင့်အနန္တောအနန္တ5ပါးဥထိတ်ထားလျက်တိပိဋကဒရခုဏဝိသိဋ္ဌဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ခေါ်ကြားအပ်သောဘုဇင်္ဂသုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစေပါလောလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြေညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်တာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဩစာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစေပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြေညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘုဇင်္ဂသုတ်အနှစ်ချုပ်ပရိကြီး17သုတ်ထဲမှာဘုဇင်္ဂသုတ်ဆိုတာအလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေဈာနာပူကြတယ်ချို့လည်းနှုတ်တဲ့ဆောင်ပြီးတော့ထားကြတယ်နေမကောင်းထိုင်မသာရှိတဲ့အခါမှာလည်းပဲဘုဇင်သုတ်ကိုရွတ်ဖတ်ပြီးတော့ဘုဇင်သုတ်ကိုနာကြားကြတယ်ဆိုတဲ့အလေးထားညမလူမျိုးတွေကြားထဲမှာရှိခဲ့အဲ့တော့ဒီဘုဇင်္ဂသုတ်နဲ့ပတ်သက်ပြီးတော့နားလည်ဖို့ရအတွက်ဒီကနေ့ဘုဇင်္ဂသုတ်အနှစ်ချုပ်လို့ဒီတရားကိုရွေးချယ်ပြီးတော့ဟောပါမယ်အဲ့တော့ပရိကြီး17သုတ်ထဲမှာပါထားတာဖြစ်တဲ့အတွက်ကြောင့်ပရိကြီး17သုတ်မှာဘုဇင်္ဂသုတ်ရဲ့ဏိဒန်းအနေနဲ့ရေးသားပြီးတော့ထားဘုဇင်္ဂသုတ်ဆိုတာမူရင်းကတော့တန်ရုပ်ပါဠိတော်မှာပါတယ်ဘုဇင်္ဂတန်ရုပ်တဲ့ဘုဇင်္ဂတန်ရုပ်လို့ခေါ်တဲ့တန်ရုပ်ပါဠိတော်မှာရှင်မဂတ္တဗမကျမ်းမှာဖြစ်တဲ့အခါမြတ်စွာဘုရားကဘုဇင်9ပါးဟောကြားတယ်ကျမ်းနာပြီးတဲ့အခါမှာကျမ်းမာသွားတယ်ထို့တူပဲရှင်မမောဂလမထေရမြတ်မကျမ်းမှာဖြစ်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကြွရောက်ပြီးတော့ဒီဘုဇင်သုတ်တံကိုဟောလိုက်တဲ့အခါမှာရှင်မမောဂလမထေရမြတ်လည်းပဲကျမ်းမာသွားတယ်
တခါတရံမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်ပဲသွေးနဲ့သားနဲ့ကိုဖြစ်သည့်အတွက်ကြောင့်မကြမ်းမမာဖြစ်တဲ့အခါမျိုးရှိတယ်အဲ့ဒါလို့မကြမ်းမမာဖြစ်တဲ့အခါမှာရှင်သာရိပုတ္တရာရဲ့ညီတော်ဖြစ်တဲ့စုံဒဆိုတဲ့မထေရကိုဝိဇ္ဇင်တုတ်ကိုရွတ်ဖတ်ခိုင်းပြီးတော့မြတ်စွာဘုရားကဝိဇ္ဇင်တုတ်တံကိုနာယူတယ်အဲ့ဒီလိုနာယူပြီးတဲ့အဆုံးမှလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကျမ်းမာသွားတယ်ဆိုတာအဲ့ဒီမူရင်းတုတ်တံတွေကတန်ရုပ်ပါဠိတော်ထဲမှာပါတယ်ပရိကြီးထဲမှာပါတာကအဲ့ဒီတုတ်တံတွေရဲ့အကြောင်းကိုဖွဲ့ဆိုထားတဲ့ဂါထာလေးတွေသစ္စာပြုတဲ့အနေနဲ့ရေးထားတာမူရင်းဘုဇင်တုံးမှာသစ္စာပြုတာဆိုတာမပါဘူးပရိကြီးဆိုတာကပရိဋ္ဌဆိုတဲ့စကားလုံးကသူကကာကွယ်ခြင်းဘေးရန်အန္တရာယ်ကိုကာကွယ်ပြုခြင်းစောင့်ရှောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်ဖို့ရအတွက်မြတ်စွာဘုရားကပရိတရားတော်များကိုဟောတယ်ပရိတရားတော်တွေဟာမြန်မာနိုင်ငံမှာစာအုပ်အနေနဲ့တနေရာတဲ့တစ်ခုတည်းစုဆောင်ပြီးတော့ထားတာပရိကြီး17သုတ်လို့သို့တော့ပရိဟာဒီ17သုတ်တင်လားလို့ဆိုတော့မကဘူးမြန်မာနိုင်ငံမှာနောက်ဆုံးသာသနာပိုင်ဖြစ်သွားတဲ့ဆရာတော်ကြီးရှိတယ်တောင်ခွင်ဆရာတော်လို့ခေါ်တယ်အဲ့ဒီတောင်ခွင်ဆရာတော်ကြီးကလည်းပိဋကတ်ထဲမှာပါတဲ့ပရိဋ္ဌလို့ဖြစ်ကောင်းတဲ့အကာအကွယ်ပြုမဲ့သုတ်တွေကိုစုပေါင်းပြီးတော့ရေးသွားတယ်သို့တော်လည်းပဲဒီကနေ့ခေတ်မှာသိပြီးတော့မသိကြတော့ဘူးအဲ့အားလုံးသင်ယူအနေနဲ့သင်နေတာတော့ပရိကြီး17သုတ်ပဲပေါ့ကြက်လဲကြက်ကြတယ်နားလဲနာကြတယ်ပေါ့အဲဘုဇင်သုတ်တော့မူရင်းသုတ်မဟုတ်ဘဲနဲ့နေ့စဉ်ရွတ်ဖတ်မှုအတွက်အသုံးဝင်အောင်တနည်းအားဖြင့်ဘုဇင်တရားဆိုတာကလူတိုင်းအဆင့်မြင့်မြင့်ပွားနိုင်ကြတာမဟုတ်ဘူးပွားနိုင်ကြတာမဟုတ်သည့်အတွက်ကြောင့်ဘုဇင်တရားကြားနာလို့ဒီယောဂပြောက်ဖို့ဆိုတာကအမြဲတမ်းခဲရင်သွားလိမ့်မယ်အဲ့ဒါကြောင့်မို့လို့သစ္စာစကားအနေနဲ့ယောဂဝေဒနာပြောက်အောင်ဆိုပြီးတော့ပရိထဲကဘုဇင်တုတ်ချတော့သစ္စာစကားကိုထည့်ထားပရိတရားတော်ကိုလိုက်ပြီးတော့ကြည့်မယ်ဆိုရင်အဓိကဘာနဲ့အသုံးပြုပြီးတော့မြတ်စွာဘုရားကအကာအကွယ်ဆောက်ရှောက်မှုကိုပေးတယ်လေလို့ဆိုလို့ရှိရင်မေတ္တာနဲ့သစ္စာမေတ္တာကိုအသုံးပြုပြီးတော့အကာအကွယ်ပေးတယ်သစ္စာဆိုပြီးတော့အကာအကွယ်ပေးတယ်မေတ္တာတရားဟာလည်းပဲအကာအကွယ်ဖြစ်တယ်ဒါကြောင့်မို့လူတွေကပြောတယ်မေတ္တာခြုံမှလုံတယ်လို့မေတ္တာခြုံမှလုံတယ်လို့ပြောတာအေးမေတ္တာပို့မယ်ဆိုလို့ရှိရင်ကိုယ့်ပေါ်မှာဘေးရန်အန္တရာယ်တွေမရောက်နိုင်ဘူးမေတ္တာထားမယ်ဆိုရင်အန္တရာယ်တွေကင်းနိုင်တယ်ပေါ့ဆိုပါစို့ရသော်ဘုရားကိုအန္တရာယ်ပြုမလို့အရက်တွေတိုက်ပြီးတော့မူးနေအောင်အရက်တိုက်ပြီးတော့လှုပ်လိုက်တဲ့နာလာဂီရိဆင်ကြီးတွေပဲနဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ကမေတ္တာပို့လိုက်တဲ့အခါကျတော့အမှုပြေပြီးတော့မြတ်စွာဘုရားရှေ့မှာဒူးထောက်ပြီးအယုဒ္ဓေပြုတဲ့အဆင့်ရောက်သွားတယ်ဒါမေတ္တာရဲ့အစွမ်းအားတွေပေါ့နော်အဲ့တော့ဒါမြတ်စွာဘုရားရဲ့မေတ္တာတကူကတော့အမတ္တမချီမာဘာဖြစ်လို့လေ့ကျင့်ထားဘုန်းကြီးတို့တွေအဲ့ဒါလို့ရွတ်ရင်ရမှာမဟုတ်ဘူးဘာလို့မရတော့ဆိုဘုရားမေတ္တာလောက်မိမိတို့မှလေ့ကျင့်ထားတာမဟုတ်လို့မေတ္တာတရားကတော့စွမ်းရည်တတိထက်တာမှန်တယ်သို့သောလေ့ကျင့်တဲ့ပုံမှာမူတည်ပြီးတော့လာတာနော်အလေးချင်းမရှိလို့ရှိရင်ကိုယ့်ရဲ့မေတ္တာကစူးရောက်ချင်မှစူးရောက်အဲ့တော့စူးရောက်အောင်မဖြစ်ရမလို့ဆိုအလေးချင်းပြုရတယ်အဲ့ဒါလို့အလေးချင်းပြုမှာဒါနဲ့ပတ်သက်ပြီးတော့ပုံမြင်လေးလို့ပြောတဲ့စကားတစ်ခုရှိတယ်လေကင်းတွေကိုဖြတ်ပြီးတော့ဆရာတော်ကြီးတစ်ပါးခရီးကြွတဲ့အခါမှာကျွဲတကောင်ကသင်္ကန်းကိုမြင်တဲ့အခါကျတော့သူကမျက်စိထဲမှာသင်္ကန်းနီဆိုလို့ရှိရင်သူတို့မှာအန္တရာယ်ပြုတယ်စိတ်ထဲမှာဒီကောင်တွေကတိတ်ပြီးတော့မတည့်ဘူး
သူတို့ရဲ့ဒေါသစိတ်ကိုနှိုးဆွပေးတယ်လို့ဖြစ်တယ်သင်္ကန်းမြင်တော့ကျွဲကတရှုရှုဖြစ်လာပြီးတော့ဆရာတော်ကြီးနောက်လိုက်တယ်တဲ့အဲ့ဒါလိုလိုက်တဲ့အခါမှာဆရာတော်ကြီးကနေပြီးတော့မေတ္တာပို့ပြီးမလို့ကျွဲကမရက်ဘူးလိုက်လာတယ်နောက်တော့လမ်းကလူတယောက်ကနေပြီးတော့ခဲတစ်လုံးကောက်ထည့်ပြီးတော့ကျွဲကိုထုလိုက်တော့ဂျိုးမှန်တဲ့အခါမှာကျွဲကြီးကနောက်ပြန်ပြေးတဲ့နော်အဲ့ဒီကြတော့ဆရာတော်ကြီးကပြောတယ်မင်းခဲကငါမေတ္တာတဲ့ကိုဆူရောက်ထားပါလားလို့အဲ့ဒါလို့ခဲကူရတာမျိုးလည်းဖြစ်တတ်သေးတယ်နော်အဲ့တော့မေတ္တာဆိုတာအလေးကျင့်လုပ်ပေးရတယ်အလေးကျင့်မလုပ်လို့ရှိရင်ဆူရောက်မှုတော့ရှိမှာမဟုတ်ဘူးတကယ်လေးကျင့်လုပ်ပေးလို့ရှိရင်မေတ္တာရဲ့စွမ်းအားတွေထွက်လာမှာဒါကြောင့်မို့မေတ္တာဆိုတာမနောကံမေတ္တာကိုအလေးကျင့်လုပ်ပြီးတော့ပွားပေးဖို့လိုအပ်တယ်တဲ့အဲ့တော့ပရိကြီးထဲမှာမေတ္တာသုတ်ဆိုတာမြတ်စွာဘုရားဟောထားတယ်နောက်တစ်ခုသစ္စာဆိုတာလည်းပဲစွမ်းရည်တတ္တိထက်တယ်သစ္စာဆိုတာမှန်တာကိုပြောတာကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်မှန်တာကိုပြောပြီးတော့ကိုလိုချင်တာတစ်ခုပြောတာအဲ့ဒါသစ္စာဆိုတာအဲ့သစ္စာစကားမှလည်းပဲအမှားမပါဘူးဆိုရင်စွမ်းရည်တတ္တိထက်တယ်တဲ့ဒါကြောင့်မလို့ဒီဘုဇင်တုတ်မှာတော့သစ္စာပြုတဲ့အနေနဲ့ပြင်ဆင်ပြီးတော့ရေးသားပြီးတော့ဘုဇင်တုတ်ကိုထည့်သွင်းပြီးတော့ထားတယ်မူရင်းဘုဇင်တုတ်တွေမှာသစ္စာဆိုတာမပါဘူးပေါ့ဒါကြောင့်မို့ပြိဋ္ဌဲကြတော့သစ္စာဆိုတာကိုအသုံးပြုပြီးတော့အန္တရာယ်ကဲအောင်စီမံထားတယ်ပေါ့ဘုဇင်တုတ်မှာအလုံးသိကြတဲ့အတိုင်းတန္တာရိတန္တရန္တာနံသဗ္ဗဒုက္ခဝိနာတနေတတ္ထဓမ္မေသဘုဇင်ကေမာရတေနာပပတ္ထနေဘုံစိတ်တဝါယေစီမေတတ္တတိဘဝမௌတ္တကုတ်တမအသာတိမဆရာပြတိအမတံနေပြန်ကထာဧဝမာတိခုနုပေတံအနေကဂုဏသင်္ကဟံဩတရေသဣမမန္တံဘုဇင်ကေသဗနာမဟေလို့ဘုဇင်တို့ရွတ်ဖတ်ဖို့ရအတွက်အချီဏိဒန်းလေးပေးထားတယ်အဲ့ဒီအချီဏိဒန်းလေးထဲမှာဆိုလိုတဲ့အဓိပ္ပာယ်ကဘာတော့ဆိုရင်တန္တာရေတန္တရန္တာနာဘုန်းကြီးတို့တွေဟာတန်တရားကြီးထဲမှာခီးသွားနေကြတာလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်32ပုံလှည့်ပြီးတော့သွားနေကြတဲ့ပုဂ္ဂိုလ်တွေကိုတန္တာရေတန္တရန္တာနာပေါ့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်တန်တရားကြီးထဲမှာခီးသွားနေကြတယ်ဘဝမျိုးစုံနဲ့သွားနေကြတယ်အဲ့ဒါလို့တန်တရားကြီးတဲ့ခီးသွားနေတဲ့အချိန်မှာအကောင်းတွေကြီးတွေ့မှာမဟုတ်ဘူးအဆိုးကလည်းတွေ့တယ်ဒုက္ခလို့ခေါ်တဲ့ချမ်းသာတာတွေ့မှာမဟုတ်ဘူးဒုက္ခလို့ဆိုတဲ့ဆင်းရဲတွေကိုလည်းတွေ့နိုင်တယ်လူဘဝမှာပဲဖြစ်ဖြစ်ဒုက္ခဆိုတာကြုံတတ်သေးတယ်အဲ့ဒါလို့ကြုံလာတဲ့ဒုက္ခတွေကိုကာကွယ်ပေးနိုင်တာဘယ်တရားလဲလို့ဆိုရင်ဟာဒီဘုဇင်တရားပဲတဲ့ဒါပြောတာနော်ဘုဇင်9ပါးတရားဟာဒါဖြင့်ဘုဇင်9ပါးတရားဆိုတာဘယ်မှာရှိရလဲဆိုကိုယ်တဏ္ဍာမှာရှိကိုယ်တဏ္ဍာမှာရှိတဲ့အရည်ချင်းတွေကိုစွမ်းရည်တတ္တိထက်အောင်လေ့ကျင့်ပြီးတော့ယူရတယ်စွမ်းရည်တတ္တိဆိုတာလေ့ကျင့်ယူမှရတယ်မလေ့ကျင့်ရင်မရဘူးပေါ့လူတွေမှာဆိုပါစို့ခြေတော့ပါတယ်လက်ပါတယ်တမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ခြေတော့ကမလေ့ကျင့်လို့ရှိရင်တမန်လမ်းလျှောက်ရုံပဲလမ်းလျှောက်နိုင်တယ်ဟောအပြေးသမားတွေကြတော့လေ့ကျင့်ထားတဲ့အခါကျတော့အမြန်ကြီးပြေးနိုင်သွားတယ်ပေါ့ဒါလေ့ကျင့်ဘောလုံးသမားတွေလည်းအတူတူပဲအမောခံနိုင်အောင်လေ့ကျင့်ရတယ်ဝိမာတဲ့ပုဂ္ဂိုလ်တွေလည်းထို့တူပဲအလေးပင်ကိုပို့ပြီးတော့မနိုင်အောင်လေ့ကျင့်ရဘောစင်ထိုးတဲ့လူတွေလည်းလေ့ကျင့်တာတမန်လက်တို့ခြေတို့တမန်ပါယုံနဲ့မလေ့ကျင့်ဘူးဆိုလို့ရှိရင်ဒီလိုစွမ်းရည်တတ္တိတွေရမှာမဟုတ်ဘူးပေါ့အဲ့တော့စွမ်းရည်တတ္တိရအောင်လေ့ကျင့်ရတယ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာပင်ကိုအနေထားအခြေခံအားဖြင့်ပန်းလာတဲ့သဘာဝတရားတွေဆိုပါစို့တတိဆိုတာပါတယ်လူတိုင်းလည်းကြားဘူးကြ
တတိရတယ်မှတ်မိတယ်နဲ့ပြောကြတယ်လေအဲ့ဒီတတိဆိုတဲ့တရားလည်းပဲကောင်းတဲ့ဘက်မှာလေ့ကျင့်ပေးရပညာအရာရာမှာထိုးထွင်းသိတတ်တဲ့အသိပညာဆိုတာလေလူတွေမှာရှိတယ်သို့သောလေ့ကျင့်ထက်လာသင်လို့ရှိရင်ပိုစွမ်းဤတတိထက်လာမသင်မဲနေတဲ့လူကပညာကရောကျသွားတယ်လူချင်းတူပေမဲ့လို့ပညာသင်ထားတဲ့ပုဂ္ဂိုလ်ကြတော့ပို့ပြီးတော့စွမ်းဤတတိတွေထက်လာတယ်နောက်တစ်ခါဝီရိယလုံလဝီရိယလည်းလူတိုင်းလုံလဝီရိယအခြေခံအပြင်ရှိပေမဲ့လို့တချို့ပုဂ္ဂိုလ်တွေကပြင်းတယ်လေမလုပ်ချင်ဘူးစိတ်ဓာတ်တွေကအောက်တန်းကျတယ်စိတ်ထက်သန်မှုမရှိဘူးလေ့ကျင့်ပေးလိုက်တဲ့အခါစိတ်ထက်သန်မှုရှိတယ်ဝီရိယရှိလာတယ်ဒါလည်းရှိလာတာကိုလေ့ကျင့်ပေးတာနောက်ပီတိတဲ့နှစ်သက်ကျင့်တတ်တာဒါလည်းပဲလူတွေမှာတစ်ခါတည်းပေါ်လာတတ်တယ်ကျင့်တတ်စရာအာယုန်နဲ့တွေ့ရင်ပီတိတွေဖြစ်လိုက်တယ်ဟောတာလည်းပဲကောင်းတဲ့ဘက်မှာပီတိဖြစ်အောင်လေ့ကျင့်ပေးရမယ်ပတ္တတိကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဒါလည်းတစ်ခါတည်းကြုံတရားတတ်တယ်အဲ့ဒါလည်းပဲတရားတဲ့ဘက်ကနေလေ့ကျင့်ပြီးတော့ပေးလိုက်မယ်ဆိုရင်စွန့်ရည်တတ္တိတွေထက်လာနောက်တမာတိတဲ့စိတ်ရဲ့တည်ငြိမ်မှုကလေးအာယုတခုတည်းမှာစိတ်ကလေးစူးစိုက်ထားနိုင်မှုဆိုတဲ့တမာတိလေးတွေကလည်းလေ့ကျင့်ပေးရနောက်တစ်ခါဥပိ္ပခာတဲ့အလုံးကိုညီညီမျှမျှချစ်ချင်းမုန်းခြင်းဆိုတာမရှိဘဲနဲ့ဘယ်ဘက်မှာဘဲမလိုက်ဖက်နဲ့တိမှတ်တဲ့စိတ်အနေထားမျိုးဆိုတာလည်းလေ့ကျင့်ပေးရတယ်ဆိုဟောဒီတဘာဝတရားတွေဟာလူတွေရဲ့တဏ္ဍာမှာကြည့်လိုက်မယ်ဆိုလို့ရှိနိုင်တာတွေကြည့်ပဲအကုန်လုံးမလေ့ကျင့်ရင်တော့စွန့်ရည်တတ္တိမရှိဘူးလေ့ကျင့်လိုက်လို့ရှိရင်ဒါတွေကစွန့်ရည်တတ္တိထက်လာတယ်တဲ့အဲ့ဒီစွန့်ရည်တတ္တိတွေကိုအသုံးပြုပြီးတော့တဏ္ဍာထဲမှာကျင်လည်နေတဲ့အခါမှာဆင်းရဲဒုက္ခကျုံလာရင်တဏ္ဍာဝဆင်းရဲကလွတ်လောက်အောင်ဟောဒီသဘာဝတရားတွေကကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကဆွမ်းဆောင်ပေးနိုင်ပါတယ်တဲ့ဒါပြောတာနော်တန္တာရိတန္တရံတာနံသဗ္ဗဒုက္ခဝိနာသနိဟောဒီဘုဇင်တရားတွေရဲ့စွန့်ရည်တတ္တိကသဗ္ဗဒုက္ခဝိနာသနာဘုန်းကြီးတို့တွေရှာမယံခါကာယိကဒုက္ခခန္ဓာကိုယ်ကနေမကောင်းတာတို့ကြိုက်တာခဲတာတို့ကြုံညရဒုက္ခဆိုတာကြုံညရယမယံခါစိတ်ဆင်းရဲမှုဆိုတာတွေကြုံညရအဲ့ဒီကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာတွေကိုနောက်ထပ်မဖြစ်ရသေးအောင်ဒါတွေကိုအကျွမ်းမဲ့ချုပ်ငြိမ်းတော့အောင်ဘယ်သူကဆွမ်းဆောင်ပေးနိုင်လဲဆိုရင်ဒီတရားတွေကဆွမ်းဆောင်ပေးနိုင်ပါတယ်စနစ်တကျလေ့လာပြီးတော့လေ့ကျင့်ပြီးတော့ထားမယ်ဆိုရင်ဒီဒုက္ခတွေကလွတ်တော်မှာပဲသိချတယ်ပေါ့ဒါတွေမကဘူးတန္တာရိတန္တရံတာနံသဗ္ဗဒုက္ခဝိနာသနိတတ္တဓမ္မေစဘုဇင်တွေဘုဇင်9ပါးဆိုပြီးမြတ်စွာဘုရားဟောတာအဲ့ဒီဘုဇင်9ပါးဟာဒုက္ခကိုထုတ်လုပ်နေတဲ့ကိလေသာလို့ဆိုတဲ့မာရကိုလည်းပဲနှိမ်နှင်းပြီးတော့ပေးနိုင်တယ်ဒီနေရာမှာကိလေသာကိုမာရသေနပမတ္ထနေလို့ဒီလိုသုံးထားမန်စစ်တတ်ကိုနှိမ်နှင်းနိုင်တယ်ဆိုမန်စစ်တတ်ဆိုတာအပြင်ကဟာကိုပြောတာမဟုတ်ဘူးဒီနေရာမှာကိုယ်တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေဒါတွေကိုပြောတာဟောဒီဘုဇင်9ပါးကဆင်းရဲဒုက္ခအလုံးကိုငြိမ်းစေရုံမျှမကထိုဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့ကိလေသာတွေကိုလည်းဖယ်ရှားပြစ်နိုင်ပါတယ်တဲ့ချိုးနှိမ်ပြစ်နိုင်ပါတယ်ဒီလိုဆိုလို့နော်အဲ့တော့ဘုဇင်တရားဆိုတာအပြင်မှာလိုက်ရှာရမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတယ်အဲ့ဒီမြတ်စွာဘုရားဟောကြားထားတဲ့ဒီဘုဇင်9ပါးရဲ့စွမ်းရည်တတ္တိ2မျိုးကိုဒီနေရာမှာမှတ်လိုက်ပေါ့တစ်ခုကသဗ္ဗဒုက္ခဝိနာသနာဆင်းရဲဒုက္ခအလုံးကိုဖယ်ရှားပြစ်နိုင်တယ်ဘယ်သူမှမဆင်းရဲခြင်းဘူးလိုက်မေးကြည့်ချမ်းသာခြင်းသာရှိပဲဆင်းရဲဒုက္ခဆိုတာလူတိုင်းမုန်းတယ်နော်အဲ့ဒီမိမိတို့အလိုမရှိတဲ့မုန်းတီးတဲ့ဆင်းရဲဒုက္ခကိုဖယ်ရှားပြစ်နိုင်တဲ့တရားဟာပါလဲလို့ဆိုရင်ဘုဇင်တရားပဲတဲ့ဟောနောက်တစ်ခုကအဲ့ဒီဆင်းရဲဒုက္ခဟာသူ့ဟာသူဖြစ်လာတာမဟုတ်ဘူးသူ့မှာလည်းဖြစ်စေတဲ့အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားကအဓိကဘာလို့လဲလို့ဆိုရင်ကိလေသာတွေပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့လောဘဒေါသမောဟစတဲ့အညစ်အကြေးတွေဟာဟောဒီဒုက္ခကိုဖြစ်စေတတ်တယ်
Eri Kilida Sure, and yet Jiri will have a hurry bosom Konabaga, Chu Nai Mare, Choosing door on Panshin door on Sitch up Yanai Mare, to look out. The bosom Konabaya, Swine Namu, Diniama, Hopiata. Bositawa Yesi made Tata, Divawa, Moda Kodama, Azadi, Mazra Vyate, Abatan, Nation Kata. Then they are remanded the Dukari that children and a Mahobude. Pusin Konabago, those on me, those on Esura, Mimitanama, Pusin Konabago, says some of your chimney on Josa Atome. Pusin Konabago, a Tomju me Sure, Uguri, Bapim, Moteka. Seduka Alonga, look on me, Tania, look on me. Taniajiga looked on the same Bajele, Asa Day, Peroma Mamuare, Asaran, Peroma Oyarore, Abja di Peroma, Nara Mashirore, Abada, Peroma Matiare, Nebango, Popi Nine, Lutilupiola. Alabura went to Rosine Hachile, Kudogamu Lodain, Basu Donya, Neban Mesu Donya, no? Every neighbor go poop in a net, the Yaha, Vediaros of Posentia. Wasn't Conabago, Mapua, neck, couldn't have share on Maluk Hen neck. Neighbor Yares put to the Bogua, the Yaoma machine. Davian with our car, connected me, daughter of Chitara, Peche, Posen, Pola, don't make on Metale. Yes, of ya, the Yago, Nani, the Chema, Tutanama, Tati, Viriari, Pinyari, Pimaniula. Area Tutanama, Chipani. Or never Yadore, Bogureha, Hori the Dido, Pinyaru, Viriaru, can be a Peroma Mea food, no? Daria Swine Tatiha, oh. The other Matabido, I told Nima Mahobu, the Yana and the Horizon that did it tell on. The Ago, I on side Peter Nanida, the Titanida, the Avoma, I on Yaunida, that the Divepo. The Aya the Bawadiago, Senior Nina, Jinya Vepo, Josa Peter Matnida, Widia Vepo. Say them at the lady Yareka, Ginu Nida, Pidivepo. A little Ginu Nideka, Koyose or Yanjan and Yaun and Yara Saramashivu, Tanai Lono Taina Leve or Yaun and Yara Mashivu, or Patati Vepo. Erelu, Kanagurema, Didawa Diaria, Diana and Leve Chilla. Era Posen Konaba Puara Velu, Didubiora Vepo. It got me. Every little bosom Konabago, a don't view it. Jinya de Bogoria, Papimale, Lucy. Ujina Jin Sare, Piani, Kenne, Nevango, Yashi Piro, Tania was here, and Lumia Tane Mare. Ewa Madi Kulu Peta, Anika Kuna Tengahan. A Kubjogre, a Yi Cheni, Hurry Posen de Arima, Shiva. Yada do Kung Jesuri, Joe Jesuri, Hori Posen Konabatiare Mashivale. Other Sa Imamada Hori Posen Tayaha, all that they get a swan tatted Seji Lepsete. Logama, Yoga Sura, Namushi, Yoga Namyoga. Kayika Roga Kanagoma Pite Yoga. Shokana Yima Pite Yoga or Kayika Yoga no Kore. Say Tema Pite Yoga or say the Dika Roga no Kore. Loga Luri Nisin Kusabi on Nijara, Bayoga Kuretin. Kayika Yoga go Kunijara. And just of Yaga Blue Hot Haru Solution. Kayika Yoga Surare Pelube Kuku Kanashi no Jamam Ho Food. That they jab out, Pelly.
ခန္ဓာကိုယ်ရှိနေရင်ယောဂဆိုတာရှိလူတွေကအစမပြေမှယောဂလို့ထင်နေတာဟောခန္ဓာမှာရနေတဲ့ယုတ်တရားတွေဟာအမြဲတမ်းကိုယ်ကိုနှိပ်စက်နေသူတို့ကိုယ်သူတို့လည်းပြန်နှိပ်စက်နေကြည့်မျက်စိဆိုတာ तू ကအလကားနေတာမဟုတ်ဘူးတခါတရံကြည့်ပါများမျက်စိကညောင်းလာတယ်ဒီတိုင်းနေရင်ကနေတိမ်ကြလာတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားမျက်စိရှိလို့ရှိရင်မျက်စိဒုက္ခနားရှိတော့နားဒုက္ခဟောဒါကကိုမြင်သာတဲ့ဒုက္ခလေးကိုပြောတာမမြင်သာတဲ့ဒုက္ခကဘာလို့ဆိုရင်အစင်ထာဝရပြောင်းလဲမှုကြီးကဒီမျက်စိမှာရှိနေဘာဖြစ်လို့တော့ဆိုမျက်စိဟာကိုငယ်ငယ်တုန်းကမွေးဖွားလာတဲ့မျက်စိမဟုတ်တော့ဘူးဘာဖြစ်လို့တော့ဆိုရင်တဖြည်းဖြည်းပြောင်းနေတာမြည်ရည်ကြီးကိုလှမ်းကြည့်လိုက်မြစ်ကိုကြည့်လိုက်လို့ရှိရင်ဟိုးမနစ်ကစီးတဲ့မြည်ရည်တွေရှိသေးလားမရှိတော့ဘူးသို့တော်ဒီကနေ့သွားကြည့်မြစ်ထဲမှာရေမရှိဘူးလားရှိပါရဲ့ဗျာအေးအဲ့ဒါကိုကြည့်ပြီးလူကရှိတယ်လို့ထင်နေတာသို့တော်မနေ့ကရေမဟုတ်ဘူးမနှစ်ကရေမဟုတ်တော့ဘူးအဲ့ဒီတိုင်းပဲမှတ်ကိုမှန်ကြည့်မှန်တယ်ကြည့်လိုက်လို့ရှိရင်ဒီကနေ့ရုပ်ကလေးကိုကြည့်ထားလက်ဖြင့်ကကြတော့ဒီရုပ်မဟုတ်တော့ဘူးလို့မှတ်တယ်ဒီရုပ်မဟုတ်တော့ဘူးဒါကခက်ကျဲကျဲပြောတာဒီတဲ့စိတ်ပြောလိုက်လို့ရှိရင်မှန်ကြည့်ပြီးတော့မျက်စိမိတ်လိုက်ပြန်ကြည့်လိုက်အဲ့ဒါကိုကဒီရုပ်မဟုတ်တော့ချက်ချင်းပြောင်းသွားပြီလို့ပြောတယ်သို့တော့ပြောင်းလဲမှုသည်မထင်ရှားသည့်အတွက်ကြောင့်လူတွေကမသိဘူးတဲ့ခုနကတသင်းသင်းစီးနေတဲ့ရေတွေရဲ့ပြောင်းလဲမှုကိုလူတွေကမသိတယ်လို့ပဲကိုယ်ရုပ်ကိုယ်ခန္ဓာပြောင်းလဲမှုမသိကြဘူးမပြောင်းလဲပဲနေလို့ရှိရင်လူတွေဟာတဖြည်းဖြည်းအိုးလာတယ်ဆိုတာဖြစ်ပါမလားဖြစ်ပါဘူးဗျာအေးဆပင်ဖြူတဲ့ပုဂ္ဂိုလ်ကလည်းရုပ်တရက်ထဖြူတာလားတဖြည်းဖြည်းလာဖြူလာတာလားအေးတဖြည်းဖြည်းဖြူတဲ့ဘက်ကိုရိုင်းလာတာဒါတဖြည်းဖြည်းလာနေတာလို့ဒီလိုပဲမှတ်အဲ့တော့ခန္ဓာကိုယ်ကြီးကအိုတဲ့ဘက်ကိုသွားနေတာဆိုတာနေ့စဉ်သွားနေတာခုံသွားတာမဟုတ်ဘူးနော်အကယ်၍မပြောင်းလဲဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေအမေမွေးတော့ငါပုံတရံကလေးပဲနေမှာပေါ့အခုအဲ့ဒါလုံးမမနေတာပဲအဲ့ဒါကြောင့်မလို့ဒီယောဂဝေဒနာဆိုတာရုပ်ရှိနေလို့ရှိရင်ယောဂဝေဒနာကာယကယောဂဆိုတာရှိနေတယ်ရှိနေလို့မြတ်စွာဘုရားကလောကမှာတဲ့ကာယကယောဂကိုကုစားလို့မရဘူးတဲ့ကာယကဝေဒနာကင်းတဲ့ပုဂ္ဂိုလ်ဆိုတာတရားမှမရှိဘူးတဲ့ဒီလိုပြောတာဒီခန္ဓာကိုယ်ကြီးရှိနေရဲ့အတန်းနဲ့ကျမ်းမာပါတယ်လို့ပြောတဲ့ပုဂ္ဂိုလ်ဟာမသိမလိမ္မာလို့ပြောတာကိုယ်အကြောင်းကိုမသိလို့ပြောတာလို့ဒီလိုပြောတာကိုမသိလို့ပြောတာတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကယုတ်ခန္ဓာကိုယ်ကြီးမကျမ်းမာတာဆိုတာသဘာဝပဲတဲ့အသာထားလိုက်ခန္ဓာကိုယ်မကျမ်းမာတာနဲ့ငရဲမချဘူးနောက်ယောဂတစ်မျိုးဖြစ်တဲ့စေတသိကယောဂကြောက်အောင်ကုစားရမယ်အဲ့ဒီစေတသိကယောဂတွေကိုပျောက်အောင်ကုစားပေးဖို့အကောင်းဆုံးဆေးကတော့ဟောဒီဘုဇင်9ပါးပါပဲလို့သူတို့ပြောတာခန္ဓာကိုယ်ကြီးကျမ်းမာတယ်ဆိုတာတခဏပဲကျမ်းမာတာစိတ်ကျမ်းမာသွားရင်ထာဝရကျမ်းမာဒါမှမဟုတ်စေတသိကရောဂကင်းတဲ့ပုဂ္ဂိုလ်ဆိုတာယဟန္တာဖြစ်မှကင်းတာတဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုစေတသိကယောဂကင်းတယ်လို့မဆိုဘူးတဲ့ဘာဖြစ်လို့တော့ဆိုစိတ်ထဲမှာဖြစ်တဲ့ယောဂဆိုတာတခြားဟာပြောတာမဟုတ်ဘူးဒါပေမဲ့လူတွေကတော့နာမည်တွေကတ်တက်ပြီးတဲ့အခါကျတော့စိတ်ယောဂတို့စိတ်တစယောဂတွေတို့ဘာတို့သူများသွားခေါ်နေတာနော်ကိုတော့အဲ့ဒီထဲမှာစရင်မသွင်းဘူးလေသူများကသာပဲသွားပြီးတော့ခေါ်ကြတယ်သို့တော့ရသော်ဘုရားကယောဂလို့ဒီနေရာပြောတာဟာလောဘကလည်းစိတ်ယောဂပဲဒေါသကလည်းစိတ်ယောဂဒေါသစိတ်ယောဂဆိုဘယ်လောက်ထင်ရှားတော့ကြည့်လေစိတ်ဆိုးတဲ့လူဟာစိတ်ဆိုးတဲ့လူတယောက်ဟာကြည့်မပြောသင့်တဲ့စကားတွေလည်းပြောတာပဲမလုပ်သင့်တာတွေလုပ်တယ်အရာထဲမှာဆိုလို့ရှိရင်အချက်တကွဲအကျိုးနဲ့တချို့များဆိုရင်ဟုတ်ကလားဆဲကြဆိုကြခုံညပေါက်ကြတဲ့တခါတည်းကိုရုပ်ပြည့်ဆင်းရဲတွေဖြစ်မကုန်ဘူးလားတကယ်ကို
ဒေါသဖြစ်လာလို့ရှိရင်တကယ်ကိုအယူဖြစ်သွားတာပဲဟောအဲ့ဒါယောဂပဲပေါ့မောဟဖြစ်ရင်လည်းပဲယောဂပဲအိတ်တာဖြစ်မစ္စရိယဖြစ်ကိလေသာတွေဖြစ်တာတွေယောဂအဲ့ဒီယောဂတွေကိုကုစားဖို့အကောင်းဆုံးကတော့ဟောဒီဘုဇင်9ပါးပါပဲတဲ့အဲ့ဒီမှာမြတ်စွာဒီဂါထာမှာဩတတေသဣမံမန္တံတဲ့မန္တဆိုတာဒီအစွမ်းထက်တဲ့မန္တရားပေါ့အစွမ်းထက်တဲ့မန္တရားကလည်းပဲသူကမှန်မှန်ကန်ကန်နဲ့ဒီမန္တရားကိုအသုံးပြုပြီးဆိုလို့ရှိရင်ယောဂကိုပယ်ဖြောက်ပေးနိုင်တာပဲသူကလည်းအစွမ်းထက်တဲ့မန္တရားကိုအသုံးပြုပြီးတော့ယောဂပယ်ဖြောက်ပေးနိုင်တယ်အဲ့ဒါကြောင့်မို့လို့တကယ်ယောဂကိုပယ်ဖြောက်ပေးနိုင်တဲ့မန္တရားအစစ်ဆိုတာဟောဒီဘုဇင်ပဲတဲ့ဒီလိုဆိုလို့တာဒါကြောင့်မို့ဒီဘုဇင်တုတ်ကြီးကိုရွတ်ဖတ်ကြပါစို့တဲ့ဒါပြောတာနော်ဒီဂါထာလေးကအဲ့ဒီအဓိပ္ပာယ်ကိုဆောင်းတယ်အဲ့တော့ဘုဇင်9ပါးဆိုတာဘာတော့ဆိုတာနောက်ကနေတစ်ခါဆက်ပြောတယ်ဘုဇင်ကောတတိသင်္ခါတောဓမ္မနံဝိစယောတထဝီရိယံပိတိပတ္တိဘုဇင်္ဂသတထပရိတမရုပိခဘုဇင်္ဂတတ္တိတိသဗ္ဗဓတ္တိနာမြတ်စွာဘုရားကဟောတာသဗ္ဗဓတ္တိဆိုတာအရာခတ်သိမ်းကိုမြင်တဲ့မြတ်စွာဘုရားတဲ့တံဝတ္တန္တိအဘိညာယနိဗ္ဗာနာသဘောဓိယဒီဘုဇင်9ပါးတတိတဲ့ဓမ္မဝိစယဝီရိယပိတိပတ္တိတမာတိဥပေက္ခဟောဘုဇင်9ပါးဒါပြောတာနော်ဒီလိုစာလို့ရွတ်နေတဲ့အခါကျတော့ဒုသနာမှာမရှိဘူးလို့ဒီလိုမအောင်မေ့လိမ့်နဲ့အဲ့တော့မြတ်စွာဘုရားကဟောတာတတိကြည့်လူတိုင်းနဲ့ပြောတာဟေးတတိထားဟောတတိရှိရမယ်နဲ့ပြောကြအခုသနာမှာရှိတဲ့တတိလေးဟာဘယ်နေရာမှာသွားရှိနေတာတုံးဆိုတော့သူကနေရာတကာမှာတတိကသွားပြီးတော့မဟုတ်တဲ့နေရာမှာသွားတတိယနေလို့ရှိရင်ဒီတတိကတော့ကောင်းတဲ့တတိမဟုတ်ဘူးပေါ့ဟောအခုဘုဇင်9ပါးထဲမှာပါတဲ့တတိကြတော့တရားနဲ့ပတ်သက်တဲ့တတိကိုဆိုလို့တယ်ပေါ့နော်ဘာကိုတတိယရမယ်တတိလဲတရားနဲ့ပတ်သက်တာကိုတတိယပေါ့နော်ဒါဖြင့်အိမ်ကိုတတိယတာတို့ပစ္စည်းတွေတတိယတာဟောဟာဒီဟာတတိယတာသာတတိယတာသမိတတိယတာအဲ့ဒါတွေတော့တတိမဟုတ်ဘူးလားလို့ဆိုသူ့ကြတော့ဘာနဲ့လာနေတော့တတိယတယ်ဆိုကြတဲ့ကလွမ်းတယ်ဆွေးတယ်ဆိုတာပါမလားဘူးလားနောက်ကအေးအကုသိုလ်တွေနဲ့ရောထွေးလာတာလေအဲ့ဒါကြောင့်မို့လို့တတိဆိုတာကအင်မတန်မှအရေးကြီးတယ်မြတ်စွာဘုရားကဒီတတိဟာဘယ်ပေါ်မှာပွားရမလဲဆိုရင်ကိုယ်ခန္ဓာကာယကိုယ်ခန္ဓာမှာပွားရကဲဘုန်းကြီးတို့တွေဘလောက်တတိလက်လွတ်ဖြစ်နေတယ်ဆိုတာစဉ်းစားကြည့်လူတွေဟာ24နာရီအသက်ရှူနေပါလေရဲ့သားနဲ့ငါနှကောင်းကအသက်ရှူနေတယ်လို့မသိကြဟုတ်ကဲ့လားကမ္မဋ္ဌာန်းထိုင်မှပဲဒါလေးကမလေးထွက်လေဝင်လေလေးမှတ်ရတယ်ဆိုလို့မှတ်နေတာအဲ့ဒါတောင်မှအချိန်ပေါင်း100လောက်ဖို့ပြေးဒီပြေးဖြစ်တယ်အဲ့တော့လူတွေဘယ်လောက်တတိလက်လို့ဖြစ်နေကြကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေတယ်ဆိုတာကိုမသိဘူးထိုင်တော့ထိုင်နေတယ်ကိုယ်တဏ္ဍာမှာဖြစ်နေတာကိုယ်နာမှာမရှိဘူးတခြားရောက်နေတဲ့စိတ်တော့ဒါကြောင့်မလို့မြတ်စွာဘုရားကကာယ ानु ပတနာတတိပဋ္ဌာနာကာယပေါ်မှာတတိထားတဲ့နောက်တစ်ခါကိုယ့်ရဲ့ခံစားချက်ပြောရင်ပြောတယ်မပြောရင်မပြောဘူးစိတ်ချမ်းသာရင်စိတ်ချမ်းသာတယ်စိတ်မချမ်းသာရင်စိတ်မချမ်းသာဘူးဆိုတော့ကိုယ့်ရဲ့ခံစားချက်အဲ့ဒီခံစားချက်တွေပေါ်မှာလည်းပဲတတိဆိုတာရှိရတယ်ဘုန်းကြီးတို့တွေကအဲ့ဒီပေါ်မှာတတိကမရှိဘူးပြောရင်ပြောစရာအာယုံပေါ်ရောက်နေတယ်စိတ်ကစိတ်ညစ်ရင်လည်းစိတ်ညစ်စရာအာယုံပေါ်ပဲရောက်နေတယ်ခံစားချက်ကိုမသိလိုက်ဘူးဟုတ်ကဲ့လားနောက်ကိုယ့်ရဲ့စိတ်အခြေအနေရောသိလာလဲဆိုမသိဘူးကိုယ့်ရဲ့စိတ်အခြေအနေလဲကိုမသိဘူးလူတွေနောက်တစ်ခါကြံတဲ့သဘာဝတရားတွေရောသိလာဆိုမသိဘူးဒါကြောင့်မို့လို့တတိကိုလေ့ကျင့်မွေးမြူပေးဖို့ဆိုပြီးတော့မြတ်စွာဘုရားကကာယဝေဒနာစိတ်ဓမ္မလို့ဆိုပြီးတော့ဒီအာယုံ၄မျိုးကိုမာသတိပဋ္ဌာန်တုတ်မှာဟောထားတာလေကာယဝေဒနာစိတ်ဓမ္မဆိုတာတခြားသွားရှားစရာလည်းမလိုဘူးကိုယ်တဏ္ဍာမှာရှိတာကိုယ်တဏ္ဍာမှာရှိတဲ့
ပေါ်မှာတတိကိုလေ့ကျင့်မွေးမြူပြီးတော့ပေးတယ်အဲ့ဒါကိုတတိတန်ဖိုးစဉ်လို့ခေါ်တာပဲကဲကောင်းပြီဓမ္မဝိဇ္ဇာဆိုတာသဘာဝတရားကိုစူးစမ်းဆင်ခြင်တဲ့ပညာလေးပဲအဲ့ဒီအသိပညာကလည်းပဲအမှန်တမ်းအရေးကြီးတယ်တဲ့တတိထားလိုက်တာနဲ့တပြိုင်နက်တရားဓမ္မကိုဆင်ခြင်စဉ်းစားတတ်တယ်လေ့လာတတ်တယ်စူးစမ်းတယ်ဆိုတဲ့ဟာလေးပေါ်လာတယ်အဲ့ဒါကိုဓမ္မဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒါလို့စူးစမ်းတယ်လို့ဆိုတဲ့အခါမှာကြိုးပမ်းအထောက်မှုလေးရလာအဲ့ဒါကဝိရိယကြိုးပမ်းအထောက်တဲ့အခါမှာစိတ်ကလေးကကြည်နူးလာတယ်ထူးခြားတာလေးတွေတွေ့လာတော့စိတ်ထဲကပီတိဖြစ်လာဒါကိုပီတိတမောဇဉ်လို့ခေါ်တယ်ပီတိဖြစ်လာတဲ့အခါကျတော့ကိုယ်ရောစိတ်ရောငြိမ်းချမ်းလာတယ်ဒါကိုပတ္တတိတ်လို့ခေါ်တယ်ကိုယ်စိတ်ငြိမ်းချမ်းလို့ချမ်းသာဒုက္ခရလာတာနဲ့တပြိုင်နက်စိတ်ကလေးကလည်းငြိမ်းလာတယ်အဲ့ဒါကိုတမာတိလို့ခေါ်တယ်အဲ့ဒီစိတ်ကလေးငြိမ်းလာပြီဆိုလို့ရှိရင်သဘာဝတရားတွေဟာဆိုင်ရာဒုက္ခိစ္စတွေကိုဟန်ချက်ညီညီနဲ့သူတို့ကဆောင်ရွက်သွားကြတယ်တဲ့အစွန်းမထွက်ကြဘူးဘယ်ဟာကမှပူတယ်မရှိဘဲနဲ့ဟန်ချက်ညီညီဖြစ်နေအဲ့ဒါကိုဥပိ္ပခာလို့ခေါ်တာပဲအလုံးပေါင်းလိုက်တဲ့အခါကျတော့အဲ့ဒီဘုဇင်9ပါးဟာဆိုင်ရာကိစ္စတွေကိုစွမ်းဆောင်ပြီးဆိုလို့ရှိရင်လူတွေမှာဘာဖြစ်ပေါ်လာလဲဆိုရင်ထူးခြားတဲ့အသိဉာဏ်တွေတရားဓမ္မနဲ့ပတ်သက်တဲ့ဉာဏ်တွေဟာပေါ်လာတယ်အဲ့ဒီဉာဏ်တွေပေါ်လာတဲ့အခါကျတော့မိမိတို့လိုချင်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုယ်တိုင်မြင်လာခဲ့တယ်အဲ့ဒါမှမြင်နိုင်တာအနုဘုဆိုမမြင်နိုင်ဘူးနိဗ္ဗာန်ချမ်းသာဆိုတာနော်ရော်ရမ်းမဆပြီးတော့ဒါနိဗ္ဗာန်ကိုဆူတောင်းနေကြအခုလိုသဘာဝတရားတွေစွန့်ရည်တတ္တိထက်လာအောင်လေ့ကျင့်ပေးမှနိဗ္ဗာန်ဆိုတာမြင်လာမှာအဲ့ဒါကိုဒီတတိဒီသဘာဝတရားတွေဘုဇင်9ပါးတရားတွေဟာအဘိညာတဲ့ထူးသောအသိဉာဏ်တွေရလာဖို့အတွက်လည်းပဲအထောက်ဖြစ်တယ်ဒါတွေကိုကိုယ်တဏ္ဍမှာဖြစ်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေရလာမယ်တံဘောဓမှန်မှန်ကန်ကန်သိလာမယ်နိဗ္ဗာန်လိုချင်နေတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းရလာမယ်လို့ဒီလိုမြတ်စွာဘုရားကဟောတာတဲ့အဲ့ဒါကိုမှသစ္စာဆိုလိုက်တာဧတေနသစ္စာဝိစေနသုတိတေဟောတုတပ္ပရာဟောဒီတဘာဝတရားတွေကိုယ်တဏ္ဍမှာရှိနေတာမှန်တယ်အဲ့ဒီမှန်သောစကားကိုဒီတရားတွေဟာဘုဇင်9ပါးတရားတွေဟာအကယ်၍မိမိတဏ္ဍမှာတိုးပွားအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေရလာမယ်သစ္စာလေးပါးကိုမှန်မှန်ကန်ကန်သိလာမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လာမယ်ဆိုတဲ့ဒီစကားဟာမှန်ကန်ပါတယ်တဲ့ဤမှန်ကန်သောသစ္စာစကားကြောင့်ချမ်းသာပါစေတင့်မှာချမ်းသာဒုက္ခရပါစေလို့ဟောတာသစ္စာပြုတာဒါကပရိတ်ကြီးထဲမှာပါတယ်ဘုဇင်တုတ်ကဒီလိုသစ္စာဆိုတာနော်အဲ့ဒီမှာဆက်ပြီးတော့ခုနကမူရင်းတုတ်တွေကိုရည်ညွှန်းပြီးတော့သစ္စာပြုတဲ့ခါထာလေးတွေကဘာတော့ဆိုဧကတမိန်တမေနာထောမောက္ကလနိစ္စကတ္တပံခိလနိဒုက္ခိတေဒိဋ္ဌဝဘုဇင်ေတတ္တဒိဋ္ဌိတေသတ္တဘိနဒိဋ္ဌဝရောဂမုတ်စိန်တုတင်ခဏိဣတိနသစ္စာဝိစေနသုတိတေဟောတုတပ္ပရာတခါတော့ကရှင်မာကတ္တပလည်းမကြမ်းမှဖြစ်တယ်တဲ့ဘယ်မှာတော့ဆိုတော့မြတ်စွာဘုရားကရာဇဂြိုလ်ပြည်ဝီလွန့်အကြောင်းမှာတရင်တောင်းနေတယ်ရှင်မာကတ္တပကြီးကပိပ္ပလိလှိုင်ကိုယ်ထဲမှာမကြမ်းမှဖြစ်နေမကောင်းတာအဲ့ဒါလို့နေမကောင်းဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကကြွသွားပြီးတော့ဒီဘုဇင်9ပါးကိုဟောတာအဲ့ဒီမူရင်းတုတ်ကတော့ဘယ်လိုဟောတော့ဆိုတတ္တိမေကတ္တဗဘုဇင်ကမယာတမ္မတခတာဘာဝိတာဘုလိကတာတံဝတ္တန္တိဘိညာယနိဗ္ဗာန်အစဆိုမြတ်စွာဘုရားကဟောတာတော့အဲ့ဒီမှာဒီငါဟောထားတယ်တဲ့ဘုဇင်9ပါးကိုပွားများအထုတ်မယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေသစ္စာလေးပါးကိုသိတဲ့အသိတွေနိဗ္ဗာန်ချမ်းသာတွေဒါတွေဟာဖြစ်ပေါ်လာနိုင်တယ်အဲ့ဒီဘုဇင်9ပါးဆိုတာဘာလဲဆိုပြီးတော့မြတ်စွာဘုရားတစ်ခုချင်းဟောတာနော်တတိတံဘုဇင်ကိုခောကတ္တဗမယာတမ္မတခါတော့ဘာဝိတောဘုလိကတောအဘိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တတိဟောတတိတံဘုဇင်လေးဟာကုသနာမှာတတိတံဘုဇင်ကိုခောကတ္တဗမယာတမ္မတခါတော့ငါဟောထားတယ်တဲ့
ဘာဝိတောဘူလိကတောဘာဝိတဆိုတာကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်တာဘူလိကတာဆိုတာအများကြီးဖြစ်အောင်လုပ်တယ်အချိန်ချင်းထပ်ထပ်ဖြစ်အောင်လုပ်တယ်အဲ့ဒီလိုဖြစ်အောင်လုပ်ပြီဆိုရင်ဘာဖြစ်လဲအဘိညာယထူးသောဉာဏ်တွေရလာဖို့သံဘောဓာယသစ္စာလေးပါးကိုသိဖို့နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ဒီအကျိုးတရားတွေရလာမှာလို့မြတ်စွာဘုရားတစ်ခုချင်းတစ်ခုချင်းဟောလိုက်တာနော်အဲ့ဒါကိုပြောတာအဲ့ဒါလို့ဟောလိုက်တဲ့အခါကျတော့ရှင်မကသဗ္ဗကမြတ်စွာဘုရားဟောတဲ့ဘုဇင်9ပါးကိုနားထောင်ရင်းကနေပြီးတော့အေးဒီဘုဇင်9ပါးက तू ကယဟန္တာဆိုတော့ तू ကိုယ်တိုင်လည်းပဲပွားပြီးသားပဲဘုရားဟောတာတွေကိုနှလုံးသွင်းရင်းကနေပြီးတော့ဒီတဘာဝတရားတွေဟာသူ့တဏ္ဍမှာစွန့်ရည်တတ္တိတွေပိုးပြီးတော့ဘုရားဟောတဲ့တရားကိုနာရင်ကနေပြီးတော့နာရင်နဲ့ပီတိတွေဖြစ်လာတယ်ပီတိတွေဖြစ်လာတဲ့အခါဒုက္ခနာကိုမှရှိတဲ့သွေးတွေသားတွေကစင်ကြဲလာပြီးတော့ယောဂဝေဒနာတွေပျောက်သွားတာပေါ့ခန္ဓာကိုယ်မှာရှိတဲ့ယောဂဝေဒနာပျောက်သွားဘာဖြစ်လို့လဲဆိုဒီပီတိဖြစ်လိုက်တာနဲ့တပြိုင်နက်သွေးသားတွေဟာကြည်လင်သွားတယ်ကြည်လင်သွားသည့်အတွက်ကြောင့်ယောဂဖြစ်တဲ့သွေးသားကလည်းပဲသူကမြဲနာမှာမဟုတ်ပဲကိုသူကလည်းအချိန်တန်တော့ပျက်စီးသွားတယ်နောက်ထပ်လည်းမလာတော့အဲ့တော့ယောဂပျောက်သွားတယ်ဘုရားလည်းဟောပြီးရောမှန်လိုက်တာဗျာဘုဇင်တရားတွေကမှန်လိုက်တာနဲ့ဆိုပြီးတော့ပီတိဖြစ်လို့ရှင်မကသဗ္ဗကြီးတခါတည်းကျမ်းမာသွားတယ်တဲ့နောက်ထပ်အဲ့ဒီယောဂတော့မဖြစ်ဘူးတခြားယောဂတော့ဖြစ်မှာပေါ့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားရှင်မမောဂလမထေရမြတ်ကလည်းထို့တူပဲရာဇကြိုပြေဝေလူဝန်ကျောင်းတော်မှာနေတဲ့အချိန်သူလည်းနေမကောင်းဖြစ်နေမကောင်းဖြစ်တော့မြတ်စွာဘုရားကြည်ဆေးမတိုက်ဘူးနော်ခုခေတ်ဆိုနေမကောင်းဖြစ်လို့ရှိရင်ဆရာဝန်ခေါ်ဆေးထိုးဟုတ်ကဲ့လားခိုးပွင့်စေးလေးပါလေးတောက်ချင်လဲတောက်မှာပေါ့နော်ခေါင်းကိုက်ပြောက်ဆေးလေးပါလေးတောက်ချင်လဲတောက်မှာပေါ့အေးအဲ့ဒီမှာမြတ်စွာဘုရားကနေမကောင်းဘူးဆိုပြီးတော့သွားပြီးတော့အဲ့မှာဒီဘုဇင်တရားပဲဟောလိုက်တယ်ဟောလိုက်တဲ့အခါစိတ်ထဲမှာတရားကိုအာရုံပြုပြီးတော့ကြည်နူးတဲ့စိတ်တွေပေါ်လို့ခုနကသွေးသားတွေစင်ကြယ်ပြီးတခါတည်းကျမ်းမာသွားပြန်ရောဒီမှာနောက်တစ်ခါမြတ်စွာဘုရားကိုယ်တိုင်လည်းပဲမကျမ်းမာအဲ့တော့ဒီလိုမကျမ်းမာဖြစ်ရတာဘာကြောင့်လို့ဆိုတာကိုပါဠိတော်မှာတော့ရှင်းပြထားတာမရှိဘူးသို့သောအထက်ကထာမှာရှင်းပြထားတာရှိဒီကိုရမြတ်ကြီးတွေဟာတောထဲမှာတရင်သုံးညအားတာဟုတ်တောထဲမှာဆိုတော့သစ်ပင်ကမျိုးစုံရှိတယ်အဲ့ဒီမှာအစိတ်ပင်တွေကပွင့်အဲ့ဒီအစိတ်ပင်တွေကပွင့်တဲ့အခါကျတော့အဲ့ဒီအစိတ်ပွင့်ကပိုလန်ဆိုတာဝုံမှုံနေဝုံမှုံတွေကလွင့်လာဒါမျိုးကရှိတယ်တောထဲမှာဝုံမှုံတွေလွင့်လာပြီးတော့အဲ့ဒီဝုံမှုံတွေရှူမိရှိုက်မိလိုက်တဲ့အခါကျတော့ဖြားယောဂတစ်မျိုးခုခေတ်ဖလူးတွေပေါ့လေနော်ခုခေတ်ခေါ်နေတယ်ဘာဖလူးညာဖလူးဆိုတာတွေအများကြီးပဲပေါ့နော်အဲ့ဒီလိုယောဂမျိုးဖြစ်တာတဲ့ဖြားတာပေါ့ရှင်မကသဗ္ဗလည်းဖြားတယ်အစိတ်ပန်းနတ်နေအစိတ်ပွင့်ကအနတ်နေရှူပြီးရှိုက်ပြီးတဲ့အခါကျတော့ရှင်မကသဗ္ဗလည်းဖြားတယ်ရှင်မမောက္ကလမထေရလည်းဖြားတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းဖြားတယ်တောထဲမှာအစိတ်ပင်တွေကရှိတာဟုတ်ပိုလန်ယောဂလို့လည်းခေါ်ကြတယ်ပေါ့အဲ့ဒါလို့စိတ်ပန်းနံတွေကိုရှုမိဆိုင်မိရာကနေပြီးတော့ဖြားကြအဲ့ဒီဖြားတဲ့ယောဂကိုမြတ်စွာဘုရားကဆေးမတိုက်ဖဲနဲ့ဘုဇင်9ပါးသွားပြီးတော့ဟောပေးတာဟောပေးတဲ့အခါကျတော့ရှင်မကသဗ္ဗလည်းကျမ်းမာသွားတယ်ရှင်မမောက္ကလန်လည်းကျမ်းမာမြတ်စွာဘုရားဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားနာမှာဝကြီးဝငယ်ပြုပြီးတော့နေတဲ့စုံဒမထေရမြတ်ကိုမြတ်စွာဘုရားကစုံဒရေဘုဇင်တရားဟောသမောင်းလို့ဆိုပြီးတော့ကိုရောမြတ်ကရိုးရိုးသေးသေးဘုဇင်တရားကိုနာပြီးတော့နှလုံးသွင်းတယ်ဒီစွန့်ရည်တတ္တိတွေကဒီလိုအကြောင်းကျိုးဆက်ပြီးတော့စွန့်ရည်တတ္တိတွေထက်တယ်လို့ဒီဘုဇင်တော့မှာတော့ကြည့်ဧကတာဓမ္မရာဇာပိခေလင်ညေနာပိပိလိတောတခါတည်းရမြတ်စွာဘုရားကိုယ်တိုင်တော်မှမကြမ်းမာမှုကလာပြီးတော့နှိမ့်ဆက်တယ်တဲ့အဲ့ဒါလို့နှိမ့်ဆက်တဲ့အခါမှာစုံဒထေရိနတန်ယေဝဗနာပိတဝါနသာဒရံမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကတလေးတစားစုံဒကိုရွတ်ခိုင်းပြီးတော့ဒါတလေးတစားနာတယ်တဲ့နော်အဲ့ဒီလိုနာပြီးဝမ်းမြောက်ဝမ်းသာဖြစ်တဲ့အခါမှာမြတ်စွာဘုရားလည်းယောဂပျောက်သွားတယ်
ဒါဟာမှန်သောစကားဖြစ်ပါတယ်အဲ့ဒီမှန်သောစကားကိုဆိုရခြင်းကြောင့်ခက်ခက်သိမ့်ပင်ချမ်းသာဒုက္ခရပါစေလို့သစ္စာဆိုတာပဲတရားအဲ့ဒါကိုဏီကုံချုပ်တဲ့အနေနဲ့ပိဏတေသအာဘာဒဒိဏနံပိမဟေတိနာအာဘာဒဆိုတာယောဂတွေစာပေကျမ်းဂန်မှာအာဘာဒနဲ့အာတင်ကဆိုပြီးတော့ယောဂ2မျိုးခွဲပြီးတော့ပြထားတာရှိတယ်အာဘာဒဆိုတာခေါင်းကိုက်တာတို့ခါနာတာတို့သွားကိုက်တာတို့အဲ့ဒါလို့ခန္ဓာကိုယ်ထဲမှာနာကျင်ကိုက်ခဲနေတဲ့ယောဂဝေဒနာကိုအာဘာဒလို့ခေါ်တယ်ခန္ဓာကိုယ်ကြီးတစ်ကိုယ်လုံးကိုက်ခဲပြီးတော့မလှုပ်နိုင်မရှားနိုင်မလှုပ်ခြင်းမရှားခြင်းဒီလိုဖြစ်နေတာနာကျင်ကိုက်ခဲတဲ့ယောဂတွေကိုအာဘာဒလို့ခေါ်တယ်အဲ့ဒါလို့တော့မနာဘူးလူကလမ်းလေးလျှောက်လိုက်ရင်လည်းမောတယ်ဟိုဟာလေးလုပ်ရင်လည်းမောတယ်ဆိုတဲ့သွေးထူယောဂါတို့စီးချိုယောဂါတို့ဘာတို့ညာတို့ဆိုတဲ့အဲ့ဒီယောဂမျိုးတွေကြတော့အတင်ကားလို့ခေါ်တယ်လှုပ်ရှားကင်စားဖို့ရအတွက်အခက်ခဲဖြစ်တယ်တချို့ကလည်းအဲ့ဒါကိုတထေးယောဂါလို့ပြောတယ်ဘယ်သူကတထေးဖြစ်ချင်မှာတော့အဲ့ဒီတိုင်းဆိုနော်သွေးထူယောဂါတို့ဘာမှမလုပ်နဲ့လှုပ်လိုက်ရင်သွေးကတိုးလာအဲ့ဒါမျိုးကြတော့အတင်ကားလို့ခေါ်တယ်အသက်မွေးဝမ်းကြောင်းလုပ်ဖို့ခက်တယ်ပန်းမခံနိုင်ဘူးတဲ့လှုပ်ရှားမခံနိုင်တဲ့ယောဂမျိုးတဲ့အဲ့ဒါလို2မျိုးရှိတယ်အဲ့တော့အာဘာဒဆိုတဲ့ယောဂမျိုးကိုတိဏနံပိမဟေတိနံမက္ခဟတကိလေသာဝါဥပမာပေးထားတာကိလေသာကိုမက်နဲ့ပယ်လိုက်တဲ့အခါအဲ့ဒီကိလေသာဆိုတဲ့လောဘတွေဒေါသတွေမောဟတွေဆိုပြန်ပြီးတော့မပေါ်လာတော့ဘူးတခါတည်းပြောင်းတာနော်ဥပမာမဲ့သောတပတ္တိမက္ခဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်လိုက်တယ်ဆိုရင်အဲ့ဒီဒိဋ္ဌိဟာဘယ်တော့မှကိုယ်တဏ္ဍာမှာပြန်မဖြစ်တော့သူ့တဏ္ဍာမှာပြန်မဖြစ်တော့ဝိသိကိစ္စဆိုတာလည်းဘယ်တော့မှပြန်မဖြစ်တော့အဲ့ဒါလို့တခါတည်းမက္ခပယ်လိုက်တာဟာအပြီးသတ်ပယ်တာအဲ့ဒါမျိုးလို့ပဲတဲ့သူတို့တဏ္ဍာမှာယောဂပျောက်သွားတာဒီမထေရရသော်ဘုရားနဲ့တကွဒီအရှင်မြတ်3ဦးတို့ရဲ့တဏ္ဍာမှာဖြစ်တဲ့ယောဂတွေဟာမဲ့နဲ့ကိလေသာကိုပယ်လိုက်တာကိလေသာကိုမဲ့နဲ့ပယ်လိုက်တဲ့ကိလေသာတွေလိုပဲသူတို့တဏ္ဍာမှာရှိတဲ့ယောဂဝေဒနာတွေဟာတစ်ခါတည်းပျောက်သွားပါတယ်တဲ့အဲ့ဒါလည်းပဲမှန်သောစကားဖြစ်ပါတယ်ဒီမှန်သောစကားကိုဆိုခြင်းကြောင့်ချမ်းသာပါစေလို့ဟောပေကြီးတဲ့မှာပါတာဒါလောက်ပဲပါတယ်နော်အဲ့ဒါလောက်ပဲပါတယ်အဲ့တော့ဒီပုဂ္ဂိုလ်အရှင်မြတ်3ပါးလုံးကိုကြည့်လိုက်ရှင်မာကတ္တဝဆိုတာလေယဟန္တာပုဂ္ဂိုလ်ကြီးရသော်ဘုရားရဲ့တပည့်တွေထဲမှာတတိယသာဝကတခါရှင်မာမောက္ကလံဆိုတာလက်ရယံဒုတိယသာဝကအကမဟာသာဝကယဟန္တာပုဂ္ဂိုလ်ကြီးပဲနောက်ပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ဒီပုဂ္ဂိုလ်မြတ်ကြီးတွေဘုဇင်တုတ်ရွတ်တာကိုနာလို့ယောဂဝေဒနာတွေပျောက်သွားကြတယ်ဒါဖြင့်တာမန်နာယုံနဲ့ဒုရတွေရောပျောက်နိုင်သလားလို့ဆိုတာစဉ်းစားကြရရှိတယ်ပေါ့မပျောက်ရင်ပြဿနာတက်လေပျောက်နေရင်လည်းဆရာဝန်တွေဆေးကုရမှာမဟုတ်တော့နော်အဲ့တော့မပျောက်တာကဘာဖြစ်လို့ပျောက်တာကဘာဖြစ်လို့စဉ်းစားရနာယုံလေးနဲ့ယောဂဝေဒနာပျောက်နိုင်သလားနော်ယောဂဝေဒနာပျောက်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲလို့ဆိုဟောဒီဘုဇင်9ပါးကိုပွားများဖို့လိုအပ်ပါတယ်အဲ့ဒါပွားများလို့ရှိရင်ကာယကယောဂမပျောက်တောင်စေတသိကယောဂပျောက်မှသိကြတယ်ပေါ့ကိုယန္တာကြီးတွေခုနကတော့ဘုရားတို့ရှင်မကတ္တဗတို့ရှင်မမောက္ကလန်တို့ဆိုတာစေတသိကယောဂမရှိဘူးခုနတော့ကအစိတ်ပွင့်ရဲ့အနံ့တွေကိုရှူရှိုင်းပြီးသည့်အတွက်ကြောင့်ဖြားတာအဖြားယောဂလေးရှိတာတုတ်ကွေးပေါ့ဗျာခုခေတ်တော့ဆိုရင် flu ဆိုတာနော်တုတ်ကွေးယောဂဖြားတုတ်ကွေးပြားလေးတွေဖြားအဲ့ဒီတုတ်ကွေးပြားလေးကိုဒီဘုဇင်တုတ်ရွတ်တာသစ္စာဆိုရင်တော့ပျောက်ကောင်းပျောက်နိုင်မယ်ပေါ့ကောင်းပြီဒီတဲ့၄နဲ့အောင်ဘုန်းကြီးတို့တွေဒီဘုဇင်9ပါးကိုဘယ်လိုလုပ်ရဘုဇင်9ပါးပွားဆိုဘယ်လိုပွားရမလဲဆိုတာမြတ်စွာဘုရားကဘုဇင်ကတန်ရုံမှာဘုဇင်နဲ့ပတ်သက်ပြီးတော့ဟောထားတာတွေအများကြီးရှိတယ်ကောင်းပြီဘုဇင်ကဆိုတဲ့စကားလုံးလေးကိုအရင်ကြည့်ဘုဇဆိုတဲ့စကားလုံးရဲ့
မူရင်းစကားလုံးကဘောဓိစကားလုံးဆိုတာပြောင်းလဲသွားတာတစ်ခုနဲ့တွဲလိုက်တဲ့အခါမှာနည်းနည်းအတန်လေးတွေအနေထားလေးတွေပြောင်းသွားဘောဓိအင်္ဂတဲ့ဘောဓိဆိုတာအသိဉာဏ်သို့မဟုတ်အသိဉာဏ်ရှိသူအသိဉာဏ်ကိုလည်းဘောဓိလို့ခေါ်တယ်အသိဉာဏ်ရှိသူကိုလည်းဘောဓိလို့ခေါ်တယ်အဲ့ဒီအသိဉာဏ်ရဲ့အကြောင်းတရားတွေအချမ်းရံအကြောင်းတရားတွေဖြစ်သောကြောင့်ဘုဇင်ကဘောဓိအင်္ဂဘောဓိအင်္ဂကမှဘုဇင်ကလို့ဒီလိုဖြစ်လာတယ်ပေါ့ပြောင်းလဲထားတာတခါအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းတရားတွေဖြစ်လို့အသိဉာဏ်ရခြင်းရဲ့အကြောင်းတရားတွေဖြစ်သောကြောင့်ဘုဇင်ကသိဖို့ရအတွက်လောကလူတွေဟာအသိဉာဏ်ဆိုတာသူကသူဖြစ်လာတာမဟုတ်ဘူးတဲ့အဲ့ဒီအသိဉာဏ်ရဖို့အတွက်ဒီစွမ်းရည်တတ္တိတွေကိုယ်တဏ္ဍမှာထက်အောင်လုပ်ရမယ်စိတ်ရဲ့စွမ်းရည်တွေပဲဒါတွေကနော်စိတ်ထဲမှာရှိတဲ့စွမ်းရည်တတ္တိတွေထက်အောင်လေ့ကျင့်ပါတဲ့ထက်အောင်လေ့ကျင့်လို့ရှိရင်အသိဉာဏ်ရဖို့အတွက်ဖြစ်လာပါလိမ့်မယ်တဲ့အသိဉာဏ်ရခြင်းရဲ့အကြောင်းဖြစ်သောကြောင့်ဘောဓိအင်္ဂကနေဘုဇင်္ဂလို့ခေါ်တာတဲ့အဲ့ဒါကိုဗမာတွေကဘုဇင်္ဂဆိုတဲ့စကားလုံးကိုဆုံးအောင်မခေါ်တော့ဘဲနဲ့ဘုဇင်ခေါ်ရုံနဲ့မကဘူးတချို့ကဘောဇင်ဆိုစားတာဖြစ်တယ်နော်ဘောဇင်မဟုတ်ဘူးဘုဇင်နော်အဲ့ဒါလို့ဘုဇင်တရားဆိုတာခုနပြောရတဲ့ဒီတစ်ခုစီမှတ်ဖို့လို့နံပါတ်1ကတတိနံပါတ်2ကဓမ္မဝိစယနံပါတ်3ကဝီရိယနံပါတ်4ကပီတိနံပါတ်5ကပတ္တတိနံပါတ်6ကသမာဓိနံပါတ်9ကဥပိ္ပခာလို့ဒီတဘာဝတရားတွေဟာမိမိတို့စိတ်ထဲမှာရှိနေတာတွေကိုစွန့်ရည်တတ်တွေထက်အောင်လေ့ကျင့်ပါတဲ့လေ့ကျင့်ပုံလေ့ကျင့်နည်းတွေကိုမြတ်စွာဘုရားကဟောထားတာရှိတယ်။ကဲဘယ်လိုလေ့ကျင့်မလဲတခုမြတ်စွာဘုရားကသုတ်တန်တွေမှာဟောထားတာဘယ်ကမ္မထာနဲ့ဘယ်အာယုန်နဲ့ဖြစ်ဖြစ်တွဲဖက်ပြီးတော့လေ့ကျင့်လို့ရတယ်။ဆိုပါစို့အာနာပါနနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မလားမေတ္တာနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မလားကရုဏာနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မလားဘာနဲ့တွဲဖက်လေ့ကျင့်လို့ရတယ်လို့ဆိုလို့တယ်နော်တခြားကမ္မထာအာယုန်နေနဲ့လည်းတွဲဖက်လေ့ကျင့်လို့ရတယ်ကဲကောင်းပြီအများသိလို့လွယ်အောင်အာနာပါနနဲ့တွဲဖက်ပြီးတော့လေ့ကျင့်ပုံလေးကိုကြည့်ရအောင်အာနာပါနနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မယ်အာနာပါနကမ္မထာကိုအထုတ်တယ်အာနာပါနကမ္မထာကိုအထုတ်ပြီးဆိုတဲ့အခါမှာမြတ်စွာဘုရားကကျွတ်တင်ပြင်ဆင်မှုလေးတွေကိုပေးထားတာရှိတယ်ဒီကမ္မထာအထုတ်ပြီးဆိုလို့ရှိရင်နဲ့စိတ်ငြိမ်တဲ့နေရာမှာလုပ်ဖို့လိုတယ်ပေါ့ဒါကြောင့်မို့စိတ်ငြိမ်တဲ့နေရာကိုပြထားတာရုက္ခမူလတစ်ပင်ရင်းပဲဖြစ်စေနော်အရိညတောထဲမှာဖြစ်စေတုံညာခါရလူသူဘယ်သူမှမရှိတဲ့တိတ်ဆိတ်တဲ့ဘယ်သူမှမနေတဲ့အခန်းထဲမှာဖြစ်စေပေါ့အဲ့ဒါလို့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးတစ်ခုကိုရွေးပြီးတဲ့အခါကျတော့အမျိုးသားတွေတင်မလင်ခွေးထိုင်အမျိုးသမီးတွေကျတော့ဒူးတုတ်တဲ့အတ္တပလင်ကအထိုင်မျိုးထိုင်ခါထက်ကိုလေးကိုဆန်းဆန်းကလေးထားဒါကဘာဖြစ်လို့ဆန်းဆန်းထားခိုင်းတာတော့ဆိုကုန်းပြီးတော့နေလို့ရှိရင်နောက်ကျတော့ခါအောင်တဲ့ယောဂဖြစ်လာတတ်တယ်ခေါင်းရယ်ခါရယ်မတ်မတ်ကလေးထားလို့ဒီလိုဆိုလို့တယ်ဒါအာနာပါနလုပ်ပြီဆိုရင်အဲ့ဒီပြင်ဆင်မှုလေးတွေရှိတယ်ပေါ့ဒါဖြင့်တင်မြင်ခွေရတာဘာဖြစ်လို့တော့ဆိုဣရိယာပုတ်အနေနဲ့မရွှေ့မပြောင်းခိုင်မြဲအောင်ကြာထိုင်နိုင်လို့ဒါဖြင့်ဘာဖြစ်လို့အိပ်ပြီးတော့မလုပ်တာတော့ဆိုအိပ်လို့ရင်အိပ်ပျော်သွားမှာပေါ့လူတွေကစိန်ခံတဲ့ဘက်ရောက်သွားတာနော်ထိုင်နေတယ်ဆိုတာကြတော့သူကအိပ်မပျော်ဘူးတော့အဲ့ဒါကြောင့်မလို့ထိုင်ခြင်းဣရိယာပုတ်ဟာငြိမ်သက်တယ်လမ်းလျှောက်နေရင်တော့လည်းလှုပ်ရှားနေတယ်သိအဆင်မပြေဘူးအဲ့တော့လမ်းမလျှောက်နဲ့မတရမနေနဲ့ထိုင်နေပြီးတဲ့အခါမှာအိတ်လည်းမနေနဲ့ထိုင်ပြီးတဲ့အခါမှာခန္ဓာကိုယ်ခမ်းမမတ်ကလေးထားပြီးတော့ပုံမှန်ကလေးရှုနိုင်အောင်ကြိုးစားတဲ့ပြင်းပြင်းကြီးရှုเสียမလိုဘူးတဲ့ပုံမှန်အနေထားလေးအသက်ရှုစိတ်အားလုံးကိုစိုက်ထားစိတ်ကိုနှာသီးကြားကိုပို့လိုက်ပို့ထားပြီးတော့အဲ့ဒီထက်လေဝင်လေလေးကိုမှတ်နေပါတဲ့တ
တတိနဲ့ရှုလိုက်ပါတတိနဲ့ရှိုက်လိုက်ပါအဲ့ဒါတတိကိုလေ့ကျင့်နေတာပဲမဟာတတိပဋ္ဌာနာသုတ်ထဲမှာဆိုတတောဝအတ္တတတိတတောဝပတ္တတတိဟောတတိလေးနဲ့ရှုနေတာရှုတာလည်းသိတယ်ရှိုက်တာလည်းသိတယ်လေလေးကိုစင်စက်မပြတ်သိနေအဲ့ဒါဘာလုပ်နေတာတော့ဆိုတတိတန်ဖို့စဉ်ပွားနေတာတဲ့အဲ့ဒီတတိတန်ဖို့စဉ်ကိုပွားနေတာဘယ်အဆင့်ထိပွားရတော့ဆိုတော့မြတ်စွာဘုရားဟောတာဝိဝေကနေတိတဝိရာဂနေတိတនិရောဓနေတိတဝတ္တကပရိနာမိန်တို့ဒီစကားလေးလုံးပါဝိဝေကနေတိတဆိုတာကာမဂုဏ်အာယုန်တွေကနေပြီးတော့စိတ်ကလေးကလွတ်သွားတယ်ဒီအသက်ရှူနေတဲ့အာယုန်လေးပေါ်မှာရှိနေတဲ့အချိန်လေးမှာလောဘဆိုတာမလာဘူးဒေါသဆိုတာမလာဘူးမလာတဲ့အခါကျတော့ကိလေသာတွေကလွတ်မသွားဘူးလားလွတ်သွားတယ်အဲ့ဒီလွတ်သွားတဲ့အချိန်လေးဟာတည်ငါအချိန်လေးဟာဒါဝိပဿနာဒီတတိစိတ်ကလေးဟာဖြစ်ပြီးတော့နေတယ်အဲ့ဒီတတိတံပိုးစဉ်လေးကိုတဲ့ဝိဝေကနေတိတအဲ့ဒီလိုလွတ်သွားတဲ့အနေထားလေးပေါ်ရောက်အောင်ကြိုးစားပါဒါပထမအဆင့်အဲ့ဒီလိုကြိုးစားပြီးတဲ့အခါမှာဒီဝိဝေကကလည်း၃မျိုးရှိတယ်ဝိဝေက၃မျိုးဆိုတာဒီနေရာမှာ၃မျိုးပါမှတ်ရမယ်လို့ဆိုရင်တည်ငါဝိဝေကဆိုတာသူဆိုင်ရာအကြောင်းလေးတွေကနေလွတ်သွားတဲ့ဆိုင်ရာအကြောင်းလေးတွေကိုအကြောင်းပြုပြီးတော့လွတ်သွားတဲ့သဘောလေးကိုပြောတာဆိုပါစို့အနိစ္စလို့သိလိုက်တာနဲ့အိဋ္ဌဆိုတာလေးကလွတ်သွားတယ်ဒုက္ခလို့သိလိုက်တာနဲ့ဒုက္ခဆိုတဲ့အနေထားလေးကလွတ်သွားတယ်အနတ္တလို့သိလိုက်တာနဲ့အတ္တဆိုတဲ့တင်ညာလေးကလွတ်သွားတယ်အဲ့ဒါလေးတွေကိုတရင်ကဝိဝေကလို့ပြောတာနော်အဲ့ဒါလို့ဒီဝိဝေကဝိပဿနာဉာဏ်ပေါ်မှာရောက်ပြီးတော့နေရမယ်တဲ့ဝိပဿနာအတိကလေးဝိပဿနာတတိကလေးရှိနေဒါဝိဝေကနေတိတဖြစ်တယ်ပေါ့နောက်တစ်ခါအဲ့ဒီမှာဒါတရင်ကဝိဝေကသမုတ်စေတဝိဝေကကြတော့အဲ့ဒီခုနကပြောတဲ့လောဘလေးကလွတ်သွားရုံနဲ့မကဘူးအဲ့ဒီလောဘလေးကိုဖယ်ရှားပြစ်လိုက်နိုင်တယ်ဒေါသလေးကိုဖယ်ရှားပြစ်လိုက်နိုင်တယ်မောဟလေးကိုဖယ်ရှားပြစ်လိုက်နိုင်တယ်အဲ့ဒီဖယ်ရှားပြီးတော့မဲ့နဲ့ဖယ်ရှားပြစ်လိုက်တာကြတော့သမုတ်စေတဝိဝေကလို့ခေါ်တယ်အဲ့ဒီလိုဖယ်ရှားပြစ်လိုက်လို့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့မျက်မှောက်ပြုနိုင်ပြီဆိုတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုနိုင်သည့်အတွက်ကြောင့်နိတ္တရဏဝိဝေကထွက်ပေါက်ကလေးရသွားပြီဒီတတိလေးကထွက်ပေါက်ကလေးရသွားပထမတတိကလေးဟာအာယုံဒီလောဘဒေါသမောဟဆိုတာတွေနဲ့လွတ်သွားအောင်လုပ်တယ်နောက်တစ်ခါလောဘဒေါသမောဟတွေကိုဖယ်ရှားပြစ်လိုက်နိုင်တယ်နောက်ဆုံးကြတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့အဆင့်ကိုရောက်သွားအဲ့ဒီအဆင့်ရောက်အောင်ပွားပါလို့ပြောတာတမန်ပွားတာမဟုတ်ဘူးနော်အဆင့်ရောက်အောင်ပွားရနောက်တစ်ခါនិရောဓနေတိတတဲ့និရောဓနေတိတဆိုတာရှိချုပ်ငိမ့်သွားတာလေချုပ်ငိမ့်သွားတဲ့သဘောလေးတွေကလည်းပဲဒီလိုပဲအဆင့်လိုက်ပဲនិရောဓနေတိတဒီရှုလိုက်တဲ့အချိန်လေးမှာဒီသဘာဝတရားလေးချုပ်ငိမ့်သွားတာကိုလည်းမြင်ရတယ်ရှုလိုက်တဲ့အာယုံလေးပေါ်မှာတတိလေးကပ်နေသည့်အတွက်ကြောင့်လောဘမဖြစ်တာချုပ်ငိမ့်သွားတာလေးတွေ့ရတယ်ဒေါသမဖြစ်တာချုပ်ငိမ့်သွားတာလေးတွေ့ရတယ်မောဟမဖြစ်တာချုပ်ငိမ့်သွားတာလေးတွေ့ရတယ်နောက်ဆုံးမက်ဆေ့ပေါ်လာတဲ့အခါကျတော့ဒီလောဘဒေါသမောဟတွေကိုထာဝရချိန်ငြိမ်းအောင်လှုပ်လိုက်တာလည်းသိရတယ်နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်နိုင်တဲ့အခါကျတော့လုံးဝထာဝရချုပ်ငြိမ်းသွားတဲ့အနေအထားမျိုးကိုလည်းသိလိုက်ရတယ်ဟောនិရောဓနေတိတဝိရာဂဆိုတာဒီအာယုံလေးပေါ်မှာတွေ့တာမှုဆိုတာလည်းပဲခင်းပြတ်သွားတယ်ဆိုတဲ့အဆင့်ကိုရောက်အောင်ဒီလိုရှုမှတ်ပွားများရမယ်လို့ဝတ္တကပရိနာမိန်ဆိုတာဝတ္တကဆိုတာဆွန့်လွတ်မှုနဲ့ပြေးဝင်မှုဒီနှစ်ခုကိုပြောဆွန့်လွတ်မှုဆိုတာကိလေသာတွေကိုဆွန့်လွတ်လိုက်ရင်နိဗ္ဗာန်ကိုရောက်သွားတယ်တစ်ဖက်ကလွတ်လိုက်တာနဲ့တစ်ဖက်ကပြေးဝင်သွားတယ်ပေါ့ဆိုလိုတာကကိလေသာကိုဖယ်လိုက်မှနိဗ္ဗာန်ဆိုတာမြင်လာတယ်ပေါ့ဥပမာမယ်ကောင်းကင်မှာလာကြီးတော့တားနေတယ်သို့တော့တိမ်နေဖုံးနေတယ်အဲ့ဒီတိမ်နေဖယ်လိုက်တာနဲ့တပြိုင်နက်လာကြီးကပွားနေပေါ်လာတယ်ပေါ့အဲ့ဒါမျိုးလိုပဲကိလေသာတွေဟာတိမ်နေနဲ့အလားတရံတူတယ်လာကနိဗ္ဗာန်နဲ့အလားတရံတူတယ်ပေါ့အဲ့တော့ကိလေသာတိမ်နဲ့အလားတရံတူတဲ့ကိလေသာတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်
လာနဲ့အလားတန်တူတဲ့နိဗ္ဗာန်ကိုမြင်ရတယ်လို့ဒီလိုပြောတာနော်အဲ့ဒါဟာဝတ္တကပြိဏမိန်ကိုယ့်ရဲ့တတိလေးဟာအဲ့ဒီလိုဖယ်ရှားမှုစွန့်လွတ်မှုပြေးဝင်မှုဆိုတဲ့ဒီအနေအထားနှစ်ခုထိအောင်ရင့်ကျက်သွားအောင်တတိတံပိုးစဉ်ကိုပွားပေးပါလို့ဒီလိုပြောတာဟောအာနာပါနလုပ်နေတာဟာတတိတံပိုးစဉ်ကိုပွားနေတယ်လို့ပဲဒီလိုမှတ်ကဲတဲ့လို့အာနာပါနလုပ်ရင်းကနေပြီးတော့အတိလေးတွေဘာတိုးလာတော့ဆိုဩထွက်လေလေးကဝင်လေမရောက်ခင်ပြတ်သွားတာပါလားထွက်လေလေးကဖြစ်ပြီးရင်ပြတ်သွားတာပါလားနှာသေးရားလေးကိုလာတိုက်လိုက်မှထိသိတဲ့စိတ်ကလေးကပေါ်လာတာပါလားဆိုတဲ့အတိကလေးတွေပေါ်မလာဘူးလားအဲ့ဒီလိုအတိလေးတွေရလာတာဒီပင်နဲ့ဓမ္မဝိစယပဲတဘာဝတရားတွေကို तू ကစူးစမ်းလာသိလာငကိုယ်တော့ထင်တာဒီလေလေးပဲဖြစ်နေတယ်လို့ထင်တယ်ရှိနေတယ်လို့ထင်တယ်မဟုတ်ဘူးလေလေးကနှာသီးပြားကိုတိုက်လိုက်မှထိမှန်သိတာဒီပြင်ချိန်မှာဒီစိတ်ကရှိနေတာမဟုတ်ဘူးတဲ့နော်အဲ့ဒါလို့သဘာဝတရားလေးတွေဟာဖြစ်ပြီးတော့ပြတ်သွားတာကိုခုနကတတိကနေစူးစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါဒီအသိဉာဏ်လေးထွက်လာတယ်သဘာဝတရားကိုဆင်ញင်စူးစမ်းနိုင်တဲ့ဒီဓမ္မဝိဇ္ဇာတမ္မောစဉ်ဆိုတာပေါ်လာတယ်ပေါ်အဲ့ဒါလို့ပေါ်လာအောင်ဘာလို့ရတော့ဆိုကြိုးစားအထောက်မှုလေးတွေရှိတယ်မပေါ်အောင်ကြိုးစားနေတယ်ဒီကြားထဲမှာမကောင်းတဲ့စိတ်ကလေးဝင်လာရင်တွန့်ထုတ်ပစ်တယ်မကောင်းတဲ့စိတ်ကလေးတွေဝင်လာရင်ဖယ်ရှားပစ်တယ်ကောင်းတဲ့စိတ်ကလေးတွေကိုထူထောင်ပေးတယ်ဒါလေးတွေဟာဝိရိယတမ္ဘောစဉ်ပဲပေါ့ဟောတရားထုတ်နေလို့ရှင်တတိတမ္ဘောစဉ်လည်းဖြစ်တယ်ဝိရိယဓမ္မဝိဇ္ဇာတမ္ဘောစဉ်လည်းဖြစ်တယ်ဝိရိယလည်းဖြစ်တယ်ဟုတ်ကလားအဲ့ဒါလို့ဝိရိယဖြစ်နေတဲ့အချိန်မှာကြည့်ကိုယ်စိတ်လေးကငြိမ်းလာလို့သဘာဝတရားလေးတွေကိုကြီးကြီးလင်းလင်းနဲ့ပြီးပြီးပြင်းပြင်းမြင်လာပြီဆိုလို့ရှိရင်ဘာဖြစ်စိတ်ထဲမှာကျဉ်းနှံ့မှုဆိုတာပီတိလေးပေါ်လာဟောဒါပီတိတမ္မောစဉ်ဖြစ်တာပဲအဲ့ဒီလိုကျဉ်းနှံ့မှုလေးပေါ်လာတဲ့အခါကျတော့အိုးတဏှာကြီးထိုင်လဲဘာမှမဖြစ်ဘူးနှစ်နာရီထိုင်လဲဘာမှမဖြစ်ဘူးညောင်းနေညာတယ်မရှိတော့ဘူးဟောစိတ်ကလေးကိုယ်ရောစိတ်ရောငြိမ်းချမ်းလာဒါကပတ္တတိတမ္မောစဉ်ဖြစ်လာတာအဲ့ဒါလိုငြိမ်းချမ်းတဲ့အခါစိတ်ကလေးဟာလည်းပဲဒီအာယုံလေးပေါ်မှာပဲငြိမ်ပြီးတော့သွားတယ်ဟောတမာတိတမ္မောစဉ်ဖြစ်တယ်အဲ့ဒါလိုငြိမ်သွားတဲ့အခါမှာကိုယ်အနေနဲ့ဘာမှလှုံ့ဆော်စရာမလိုဘူးအားဆိုင်စရာမလိုဘူးထွက်လေလေးကိုတတိလေးကထွက်လာတာနဲ့ဟုတ်လားတတိလေးကစိုက်လိုက်တယ်စိုက်လိုက်တာနဲ့သူ့ရဲ့သဘာဝလေးကိုဓမ္မဝိဇ္ဇာကသိလိုက်တယ်ဆိုတော့ဟောမကြိုးစားရပဲနဲ့သူ့ဟာသူ automatic ဆိုတာမျိုးလို့ဖြစ်ပြီးတော့တည်ငြိမ်လာတယ်ဆိုရင်ဒါဥပေက္ခတမ္မောစဉ်ဖြစ်တယ်လို့ခေါ်တယ်။ဟောပေါင်းလိုက်တဲ့အခါကျတော့တရားအထုတ်နေတဲ့အချိန်မှာတတိတမ္မောစဉ်လည်းဖြစ်တယ်ဓမ္မဝိဇ္ဇာဝိရိယပိဋိပတ္တိသမာဓိဥပေက္ခဆိုတဲ့တမ္မောစဉ်တရားတွေဟာဖြစ်နေတယ်လို့ဒီလိုပြောတာနော်။အဲ့ဒီတရားတွေကိုခုနကဘယ်ထိအောင်ပွားရမှာတော့ဆိုရင်ဝတ္တကပရိဏာမိတ်ကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုပြေးဝင်သွားသည့်အထိရင့်ကျက်လာအောင်ပွားရမယ်လို့ဒီလိုပြောတာအဲ့ဒါလို့ပွားမှဒီဘုဇင်ကတကယ်ကိုဆေးဖြစ်မှာတဲ့တာမန်လေးနဲ့တော့ဆေးဖြစ်အောင်မဟုတ်သေးဘူးဟုတ်ကလားဒါကသုတ်တန်နေပါမြတ်စွာဘုရားကဒီလိုဘုဇင်9ပါးပွားပုံပွားနည်းတွေကိုအသေးစိတ်ဒီလိုဟောထားတာရှင်းဝိဝေကနေတိတာတဲ့ကင်းစိတ်ငြိမ်သက်မှုထိအောင်အခြေခံထားပြီးတော့ပွားပါတဲ့ဝိရာကနေတိတဒီလောဘဒေါသမောဟတွေပြက်ပြက်ကင်းစိတ်သွားအောင်ပွားပါនិရောဓလောဘဒေါသမောဟတွေချုပ်ငြိမ်းသွားအောင်ပွားပါဝတ္တကပရိဏာမေကိရိတာတွေကိုဆွန့်လွတ်ပြီးတော့နိဗ္ဗာန်သို့ရောက်ထိသွားအောင်ရင့်ကျက်လာသည့်ထိအောင်ပွားပါလို့ဆိုဟောကမ္မဋ္ဌာန်းတရားအထုတ်နေတယ်ဆိုတာဘုဇင်9ပါးပွားနေတာပဲပြောတော့ဘာလုပ်နေတုန်းထွက်လေဝင်လေမှတ်နေတယ်ပဲပြောတာပဲဟုတ်လားအဲ့တော့ထွက်လေဝင်လေမှတ်နေတယ်ဆိုတာကြည့်ဘုဇင်9ပါးပွားနေတာပဲလို့ဒီလိုဆိုတယ်ဒါကြောင့်မို့လို့သုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဘုဇင်9ပါးပွားနေခြင်းဖြင့်ဘာတွေကိုဖယ်ရှားပြစ်နိုင်တယ်ဆိုတော့နိဝရဏတရားတွေကိုဖယ်ရှားပြစ်တာတဲ့နိဝရဏတရားတွေဆိုတာအလုံးသိတဲ့အတိုင်းစိတ်ကိုကုသိုလ်စိတ်တွေကိုစိုးပိတ်တတ်တဲ့သဘာဝတရားတွေအဲ့ဒါတွေကဒီအာယုံ၅ပါးကာမဂုဏ်တရားတွေကိုခံစားခြင်းနဲ့လောဘမခံစားရလို့ရှိရင်စိတ်အလိုမကျတဲ့ဒေါသနော်စိတ်ထဲမှာမတည်ငြိမ်မှု
ဒီပြန်လွယ်မှုပူပင်မှုဆိုတဲ့ဥဒိစ္စကုတ်ကုတ်ဆစိတ်တွေအားပြော့သွားမှုထိုင်ပိုင်းမှုအိတ်ချင်မှုဆိုတဲ့ဌိနမိတ်တကိုလုံးတဲ့အလုပ်ပေါ်မှာတန်တရားရှိနေမှုဆိုတဲ့ဝိသိကိစ္စတဲ့အဲ့ဒါတွေဟာនិဝရဏလို့ခေါ်ပါတယ်အဲ့ဒီသဘာဝတရားတွေကိုဖယ်ရှားပြစ်တာဟောဘုဇင်ပွားလိုက်လို့ရှိရင်အဲ့ဒီသဘာဝတရားတွေဟာလေတိုက်လိုက်လို့ကောင်းကင်မှာတိမ်နေလွင့်သွားတယ်လို့ပဲဘုဇင်တရားပွားလိုက်တာနဲ့တပြိုင်နက်ခုနတုန်းကဒီကာမဂုဏ်အာယုံခံစားခြင်းတဲ့စိတ်တွေဆိုပါစို့ပွဲကြည့်ခြင်းတဲ့စိတ်တွေရုပ်ရှင်ကြည့်ခြင်းတဲ့စိတ်တွေရှိသေးလားမရှိတော့ဘူးဟောကာမိသန္တာတွေမရှိတော့ဘူးကွာသွားတယ်လို့ဒီလိုပြောတာနော်အဲ့ဒါတွေကွာရမယ်ကွာပြီးတော့ကိုယ်စိတ်လေးကဘယ်ပေါ်မှာအခြေစိုက်ရမလဲလို့ဆိုရင်တတိပဋ္ဌာန်တရား၄ပါးပေါ်မှာအခြေစိုက်ကြည်အာနာပါနဆိုတာဘယ်ပေါ်အခြေစိုက်တာတော့ဆိုကာယ ानु ပဒနာတတိပဋ္ဌာန်ပေါ်မှာအခြေစိုက်တာတခါကိုယ်စိတ်လေးကိုအကဲခတ်လို့ရှိရင်စိတ်လေးရဲ့အခြေအနေကိုသိတဲ့အခါစိတ်တ ानु ပဒနာပေါ့ခံစားမှုလေးကိုအာယုံဆိုင်မိတဲ့အခါဝေဒနာ ानु ပဒနာပေါ့ဉာဏ်နဲ့သဘာဝတရားတွေကိုအခြေစိုက်မိတဲ့အခါမှာဓမ္မ ानु ပဒနာပေါ့ကိုယ့်ရဲ့စိတ်ကလေးဟာကြည်ဘုဇင်တကပွားတဲ့အခါမှာဒီဝရဏတရားတွေကိုဖယ်ရှားပြစ်ပြီးတော့တတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကလေးကအခြေစိုက်မိသွားတယ်အခြေစိုက်ပြီးတော့ဟောဒီဘုဇင်9ပါးမိမိတို့ရဲ့တဏ္ဍာမှာကြီးထွားလာအောင်လေ့ကျင့်ပြီးတော့ပေးတာတဲ့လေ့ကျင့်ပြီးတော့ယူတာကပ္ပထာအာထုတ်တာဒီပင်ဘုဇင်ပွားများခြင်းပဲမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကနိညတရဘုဇ္ဇတပတ္တာနိညတိန်တရိယသံဝရနိညတရသဗ္ဗနေတ္တကသွထိန်ပတ္တမိပါဏိနာနဲ့ဒါလိုဟောထားတာရှိတယ်နတ်သားတယောက်ရဲ့အမေကိုမြတ်စွာဘုရားဖြေထားတာနိညတရဘုဇ္ဇတပတ္တာဆိုတာဘုဇင်9ပါးဆိုတဲ့အကျင့်တရားဒီကမ္မထာတရားအာမထုတ်ဖဲနဲ့တတ္တဝါတွေချမ်းသာဒုက္ခရတယ်ဆိုတာမရှိဘူးတဲ့မဖြစ်နိုင်ဘူးဒီလမ်းပဲရှိတယ်နိဗ္ဗာန်လိုချင်ဒီလမ်းကရှောက်လို့ပြောတာဟုတ်ကဲ့လားနိဗ္ဗာန်လိုချင်ဘုဇင်9ပါးအကျင့်တရားဆိုတဲ့ဒီလမ်းကရှောက်ကပ္ပဋ္ဌာန်းတရားကိုနိမ့်မှန်နာမှအထုတ်နေခြင်းဒီပဲလင်ဘုဇင်9ပါးပွားနေခြင်းပဲဖြစ်တယ်ဘုဇင်9ပါးပွားတာကတခြားကပ္ပဋ္ဌာန်းအထုတ်တာကတခြားဒီလိုမဟုတ်ဘူးเนาะဒီထဲမှာတတိတံဘုဇင်ဆိုတာဖြစ်နေတယ်ဓမ္မဝိဇ္ဇာတံဘုဇင်ပညာတွေဖြစ်နေတယ်ဝိရိယတံဘုဇင်ကြိုးစားမှုတွေဖြစ်နေတယ်နော်ပီတိတံဘုဇင်တွေယမယခဖြစ်တယ်ပတ္တတိတံဘုဇင်တွေဖြစ်တယ်သမာဓိတံဘုဇင်တွေဖြစ်တယ်ဥပေက္ခတံဘုဇင်တွေဖြစ်လာတယ်ဒါဖြင့်မဂ္ဂင်၈ပါးနဲ့ဘာကွာလဲလို့မေးကြရှိတယ်မဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုလို့ရှိရင်တရားအထုတ်နေဘာမဂ္ဂင်တွေဖြစ်တာတော့ဆိုသမ္မာဒိဋ္ဌိတဲ့မှန်ကန်စွာမြင်မှုသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးကြောကြံစည်မှုသမ္မာဝါယာမမှန်ကန်စွာကြိုးစားအထောက်မှုသမ္မာတတိမှန်ကန်စွာအမှတ်ရမှုနဲ့သမ္မာသမာဓိမှန်ကန်စွာတည်ငြိမ်မှုဒါကမဂ္ဂင်ရှုထောင့်ကပြောတာဘုဇင်ရှုထောင့်ကပြောလို့ရှိရင်ဒီဘုဇင်9ပါးအဲ့ဒီထဲမှာကြည့်ဓမ္မဝိဇ္ဇာဆိုတာသမ္မာဒိဋ္ဌိပဲနော်တတိတံဘုဇင်ဆိုတာသမ္မာတတိပဲဓမ္မဝိဇ္ဇာကသမ္မာဒိဋ္ဌိတတိတံဘောဇင်ကသမ္မာတတိဝိရိယတံဘောဇင်ကသမ္မာဝါယာမသမ္မာဝါယာမသမာဓိတံဘောဇင်ကသမ္မာသမာဓိဘာမပါတော့ဆိုသမ္မာသင်္ကပ္ပဒီထဲမှာမပါဘူးဘုဇင်နဲ့ကြတော့သမ္မာသင်္ကပ္ပဆိုတာထည့်မထားဘူးဟုတ်ကဲ့လားမဂ္ဂင်၈ပါးထဲမှာကြတော့ဥပေက္ခမပါဘူးပတ္တတိမပါဘူးပီတိမပါဘူးဉာဏ်တွေပါတယ်အဲ့တော့ဘုဇင်9ပါးဆိုတဲ့ဟာမှာတတိကအချုပ်ဖြစ်တယ်။ကျန်တဲ့ဘုဇင်တွေကိုတဆုခွဲလိုက်ဘုဇင်က9ပါးရှိတာတတိတံဘုဇင်ကိုထိတ်ကထားလိုက်တဲ့အခါကျတော့ကျန်တဲ့ဘုဇင်တွေကိုနံပါတ်10နဲ့ကြည့်လိုက်ဘာတွေလာတော့ဓမ္မဝိစယတဲ့ဝီရိယတဲ့ပီတိတဲ့အဲ့ဒီ3ခုကတဆုထားတခါနောက်အစဉ်တိုင်းပတ္တတိတဲ့သမာဓိတဲ့ဥပေက္ခတဆုထားအဲ့ဒီနှစ်စုဟာသူကစိတ်အခြေအနေအလိုက်အတိုးအဆုပ်လုပ်ပေးရတယ်ဒါကလိမ္မာကျွမ်းကျင်မှုပဲနော်လိမ္မာကျွမ်းကျင်မှုပဲဆေးကုသတယ်ဆိုတာဒီလိုလုပ်ရတာပဲမဟုတ်လားဒီဆေးလေးကိုတိုးတောက်လိုက်ဟိုဆေးလေးကိုလျှော့လိုက်ဒီလိုပဲမဟုတ်လားယောဂဝေဒနာပြောင်းအောင်လုပ်ရင်အေးဒီဆေးကြီးပဲဖိတောက်လို့မရဘူးဒီဆေးလေးကလျှော့လိုက်ဟိုဆေးလေးကတိုးလိုက်ဟုတ်အဲ့ဒါမျိုးလိုပဲဒီဘုဇင်9ပါးဆိုတဲ့အကျင့်တရားကိုကျင့်တဲ့အခါမှာ
စိတ်ဓာတ်တွေသိပ်ပြီးတော့ကြာနေလို့ရှိရင်တဲ့ပတ္တတိသမာဓိဥပေက္ခအဲ့ဒီသုံးမျိုးကိုမပွားနဲ့နည်းနည်း short လိုက်အဲ့ဒီသုံးမျိုးကိုခဏဖယ်ထားဘာတွေပွားရမလို့စိတ်ဓာတ်ကျနေတဲ့ပုဂ္ဂိုလ်ကဓမ္မဝိစယဆိုတဲ့ပညာတိုးအောင်လုပ်ရမယ်ဝိရိယဆိုတဲ့ဝိရိယရှိအောင်လုပ်ရမယ်ပီတိဆိုတဲ့စိတ်ကျေနပ်မှုတွေနှစ်သက်မှုတွေတိုးအောင်ကြိုးစားရမယ်အဲ့ဒီဘက်ကမြင့်ပေးလို့ဒီလိုပြောတယ်ဒါတွေကိုဒီအခြေအနေတွေကိုဘယ်သူကအကဲခတ်ရမလို့ဆိုရင်တတိတံဘောဇင်ကအကဲခတ်ပေးရမယ်ပေါ့သူကထိန်းညှိပေးမယ်ဉာဏ်နာတွေကိုထိန်းညှိပေးဖို့အမှန်တမ်းလိုအပ်တယ်အေးတခါတရံကျတော့လူတွေကစိတ်ဓာတ်တွေကသိတက်ကြွနေတယ်ရခြင်းနဲ့ခုချက်ချင်းရခြင်းနဲ့တရားထုတရားမြတ်လေအဲ့ဒီလိုစိတ်ဓာတ်တွေတအားတက်ကြွနေပြီဆိုတဲ့အချိန်မှဆိုရင်ဓမ္မဝိစယတို့ဝိရိယတို့ပီတိတို့ရှော့ချလိုက်အောင်ရှော့ချပြီးတော့စိတ်ကလေးနည်းနည်းငြိမ်သွားအောင်ပတ္တတိတဲ့သမာဓိတဲ့ဥပေက္ခတဲ့အဲ့ဒီသုံးမျိုးတိုးမြင့်ပေးရမယ်ပရိစ္ဆရာများလိုပဲတဲ့ရွှေကိုဖုတ်တဲ့အခါမှာတခါတရံရွှေကိုမီးပြင်းပြင်းလေးဖုတ်လိုက်ပြီးတော့တခါတရံကျတော့အပူလေးတခါအေးပေးရတယ်အဲ့လိုလုပ်ပြီးတော့မှရွှေတဲကကြီးကိုထုတ်ရတယ်စိတ်ထဲကကြီးကိုထုတ်တဲ့အခါမှာလည်းပဲတတိကနေထိမ့်ကွက်ပြီးတော့ဒီနှစ်အုပ်စုကိုအခြေအနေအလိုက်အတိုးအလျှော့လုပ်ပြီးတော့ပွားရမယ်တဲ့ဒါကဘုဇင်9ပါးမှာဒီလိုသွားနော်ဒီဒါကြောင့်မို့လို့တရားဓမ္မကျင့်ကြံကြုတ်ကိုအားထုတ်တယ်နိဗ္ဗာန်ချမ်းသာကိုလိုချင်ပြီးတတ္တဝါတွေတန်တရားဝဆင်းရဲကထွက်မြောက်ဖို့အတွက်နိဗ္ဗာန်ချမ်းသာကိုသွားကြမယ်ဆိုလို့ရှိရင်ဘုဇင်9ပါးအကျင့်တရားကိုမကျင့်ဘဲနဲ့ဘယ်သူမှနိဗ္ဗာန်မရောက်ပါဘူးတဲ့ဒါကြောင့်မို့လို့ဘုဇင်9ပါးကိုကျင့်ရမှာပါတဲ့ကျင့်တဲ့အခါဘာပေါ်အခြေခံကျင့်မလို့ဆိုရင်ဝိဝေကနေတိတာတဲ့လွတ်လပ်အောင်လုပ်ရဘာတွေကလွတ်တောင်လုပ်ရကိလေသာတွေကလွတ်အောင်လုပ်ရနိရောဓနဲ့ဝိရာဂနေတိတာတွေ့တာမှုတွေပြတ်သွားအောင်လုပ်ရမယ်နိရောဓနေတိတာတွေ့တာမှုတွေချုပ်ငြိမ်းသွားအောင်ကျင့်ရမယ်ဝတ္တကပရိနာမေကိလေသာတွေကိုဖယ်ရှားမှုဆွန့်လွတ်မှုနိဗ္ဗာန်ကိုပြေးဝင်မှုဆိုတဲ့ဘက်ထိအောင်ရှင်းကျက်သွားအောင်ကြိုးစားအထောက်ရမယ်တဲ့အဲ့ဒါလို့ကြိုးစားမှသာလဲဘုဇင်9ပါးကျင့်ခြင်းဟာပြည့်ပြည့်စုံတယ်လို့မြတ်စွာဘုရားသခင်ကိုရမြတ်ကဟောထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုဇင်9ပါးအကျင့်တရားကလွဲ၍ချမ်းသာဒုက္ခကိုမရနိုင်တာဖြစ်သောကြောင့်ချမ်းသာဒုက္ခလို့ဆိုတဲ့ချမ်းသာဒုက္ခထဲမှာနိဗ္ဗာန်ချမ်းသာအဓိကမြင့်မြတ်ဆုံးအကောင်းဆုံးချမ်းသာဖြစ်တယ်အကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရဖို့ရတဲ့ဘုဇင်9ပါးအကျင့်တရားကလွဲ၍တခြားမရှိဘူးဒါကြောင့်မို့ဘုဇင်9ပါးအကျင့်တရားကိုတို့တွေဟာကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့နေမကောင်းမှဘုဇင်ကိုတတိယတာမျိုးမလုံးကြဖို့ပေါ့နော်နေမကောင်းလို့နေကောင်းကျင်လို့ဘုဇင်တရားကိုတတိယတာမဟုတ်ဘူးအမြဲတမ်းတတိယပြီးတော့အမြဲတမ်းကျင့်ဖို့နော်အဲ့ဒါလို့ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမယ်လို့ကိုယ်စီသဘောကျပြီးဘုဇင်9ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရသတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေသမုဟတံအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညင်းနောက်ကိလေသာစေတောဟုသမျှတို့သည်သမုဟတပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပဲဖြောက်အကုန်သည်
ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်ထသောဒီဒီဘဝကိလေသာဟုပုခတ်သိငြိမ်းချမ်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း